မာကွီးမျိုးစားမင်းရဲ့အိမ်တော်မှာအထူးဆန်းတဲ့စီကံတစ်ခုရှိပါတယ်။အိမ်တော်ကအမျိုးသားတစ်ယောက်ဟာဇနီးအရာမြောက်မဲ့အမျိုးသမီးကိုလက်ထပ်ချင်ရင်ဘိုးဘွားပိုင်နှက်ကုန်းကူပိမှန်ထဲမှာမျက်စိပိတ်ပြီးခြေလန့်တရာကွာမှာရှိတဲ့ပန်းသီးကိုမြားနဲ့ပြရပါတယ်။အကယ်၍လွဲချော်သွားခဲ့ရင်နောက်တစ်နှစ်ကြာမှသာပြန်လဲစူးစမ်းခွင့်ရှိပါတယ်။အသက်12နှစ်သားအရွယ်ကလေးကခြေလန့်တရာကွာမှာရှိတဲ့မိုးမခပင်ခတ်ကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တဲ့မျိုးစားမင်းငယ်လေးဟာ3နှစ်ဆက်တိုက်အဲ့ဒီညပစ်ပွဲမှာလွဲချော်ခဲ့ပါတယ်။ပထမတစ်နှစ်မှာသူကလက်တုံသွားလို့စင်ကြေပေးခဲ့ပြီးကျမကလည်းနောက်နှစ်ရှိသေးတာပဲလို့ဖြေသိမ့်ပေးခဲ့ပါတယ်။ဒုတိယတစ်နှစ်မှာတော့လေးတိုက်လို့အပြစ်ပုံချခဲ့ပြီးကျမကပဲအာမလျှော်ဖို့အားပေးခဲ့ပါတယ်။တတိယမြောက်နှစ်မှာတော့ကျမဘလို့မှစိတ်မရှိနိုင်တော့တာကြောင့်မြောက်ပိုင်းမျိုးစားမင်းရဲ့နက်ကွန်ဂူဘေးမန်စီကိုသူများပြစ်လေ့ကျင့်တာကိုချောင်းကြည့်ဖို့ခိုးဝင်ခဲ့ပါတယ်ဒါပေမဲ့သတင်းပေါက်အပြင်ကနေမမျှော်လင့်ပဲလူယူကျဲနဲ့သူ့တငယ်ချင်းတို့စကားပြောနေတာကိုကြားခဲ့ရပါတယ်။သူ့တငယ်ချင်းကယူကျဲမင်းတီနှစ်လဲတမင်တက်လက်တန်ရချင်အောင်ဆောင်ပြီးလွဲအောင်ဖြစ်ပြန်ပြီးပေါ်လို့မေးခဲ့ပါတယ်။လူယူကျဲကပြင်းပြင်းတွဲလေတန်းနဲ့အကယ်၍သူတာမှန်အောင်ပြစ်လိုက်ရင်စီရှီကိုလက်ထက်ရတော့မှမို့လို့အခုလိုလုပ်ရတာဖြစ်ကြောင်းစီရှီကိုချစ်ပေမဲ့မိုမိုကိုလည်းလက်မလွတ်နိုင်ကြောင်းပြောနေတာကိုကြားလိုက်ရတဲ့အချိန်မှာကျမရဲ့လက်သေးတွေဟာသတင်းပေါက်တစ်သားပေါင်တဲ့အထိနှိမ့်ဝင်သွားခဲ့ပါ။လူယူကျဲကစီရှီကိုထာဝရချစ်ပါမယ်လို့ကတိပေးခဲ့ပေမဲ့မိုမိုကိုလည်းတနာတယ်လို့ဆိုပါတယ်။သူ့တငယ်ချင်းကကျုံမိသားစုကတမီးကြီးဟာမင်းကိုနှစ်ပေါင်းများစွာစောင့်ဆိုင်နေကြတာမို့လို့အချိန်ဆွဲနေရင်တခြားသူနောက်ပါသွားလိမ့်မယ်လို့သတိပေးတဲ့အခါမှာတော့လူယူကျဲကဇီရှီဟာသူ့ကိုအယမ်းချစ်တာမို့လို့ဘသူ့ကိုမှလက်ထပ်မှာမဟုတ်ကြောင်းဇီရှီအသက်နည်းနည်းကြီးလာပြီးအတ္တရီရောသွားတဲ့အထိအချိန်ဆွဲထားပြီးမှမိုမိုကိုပါမရပြန်ဖြစ်တအိမ်နဲ့အတူထားကနှစ်ယောက်လုံးကိုတိမ့်ပိုက်မယ်လို့ပြောပြီးသူတို့နှစ်ယောက်လုံးလောင်ပြုံးပြုံးခဲ့ကြပါတယ်ထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာကျမတကူလုံးအေးဆက်သွားပြီးနက်ကွန်းကူပိမှန်ထဲကနေမိမောတွေဝေစွာနဲ့ထွက်လာခဲ့ပါတယ်လမ်းမှာမိုးတွေတဲထန်စွာရွာသွန်းနေခဲ့ပေမဲ့ထိမပါခဲ့တာကြောင့်မျက်ရည်တွေနဲ့မိုးရည်တွေရောပြွန်းစီးဆင်းခဲ့ပါတယ်နောက်တစ်နေ့မှာတော့စုံမူမူဟာမြို့တော်ရဲ့အစိုးရကအပျော်ပါးမတ်ဆုံးသူနဲ့စူဆောင်းခြင်းခံရတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအခါမှာလူယူကျဲဟာမအောက်နိုင်တော့ပဲမင်္ဂလာပွဲကိုဖျက်ဆီးကမိုမိုကိုခိုးပြေးပြီးအဲ့ဒီညမှာတင်လက်ထပ်လိုက်ပါတယ်တမျိုးတော်လုံးကကျမနဲ့ကျိုးမိသားစုကိုလှောင်ပြောင်ဖို့စောင့်ဆိုင်းနေကြပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့နာမည်ကျော်အိမ်ရှိမင်းသားလေးဟာကျမတို့အိမ်တိုင်းကိုကြော်တက်လာခဲ့ပါတယ်သူကကျမကိုကြည့်ပြီးလူယူကျဲကသူ့ရဲ့တို့သမီးလောင်းကိုခိုးပြေးသွားတာမို့လို့ခင်မုန်းဖြစ်သူရဲ့အပြစ်အတွက်ဇနီးဖြစ်သူကပေးဆက်ရမယ်ဆိုကကျမကိုသူ့ရဲ့အိမ်ရှိမင်းသားကတော့အဖြစ်တောင်းဆိုခဲ့ပါတယ်ကျမကလည်းချက်ချင်းပဲလက်ခံလိုက်တဲ့အခါမှာတော့အိမ်ရှိမင်းသားလေးရှက်ရှောင်ဟာအံ့အားသင့်ပြီးပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်သူက3ရက်အတွင်းလာရောက်လက်ထပ်မှာမို့လို့စကားပြန်မရုပ်သိမ်းဖို့အလောတကြီးနဲ့တိုင်းပေါ်ကနေပြန်ဆင်းပြေးရင်ခလုတ်တိုက်လဲလူနီးပါဖြစ်သွားခဲ့ပါတယ်သူ့ကိုကြည့်ပြီးကျမရေမောမိခဲ့ကလူတွေပြောသလောက်မဆိုးရွားပဲချစ်စားဖို့ကောင်းတယ်လို့တွေးမိပါတယ်ရှက်ရှောင်ထွက်သွားပြီးမကြခင်မှာပဲလူယူကျဲရောက်ရှိလာပါတယ်ကျမကသူ့ကိုအေးဆက်ဆက်မျက်နှာထားနဲ့အသစ်ဆက်ဆက်တို့သားကြီးကဇနီးတဲ့နဲ့အချိန်မဖြုံးပဲဒီကိုဘာလာလောက်တာလဲလို့မေးခဲ့ပါတယ်လူယူကျဲကမျက်နှာပြတ်သွားပြီးမိုမိုကိုဝါတုတ်ကြီးနဲ့မလက်ထက်စေခြင်းလို့ကဲတင်ခဲ့ရတာပါလို့စင်ကြေပေးခဲ့ပါတယ်ကျမကအဲ့ဒီလိုမင်္ဂလာပွဲကိုဖျက်ဆီးလိုက်တဲ့အတွက်ကျမနဲ့ကျုံမိသားစုတစ်ခုလုံးလူပြက်ဖြစ်သွားရပြီဖြစ်ကြောင်းကျမတို့ကြားကစူးစောင်းမှုဟာပြီးဆုံးသွားပြီဖြစ်လို့လမ်းခွဲကြဆိုလို့ပြောလိုက်ပါတယ်အဲ့ဒီအခါမှာလူယူကျဲကမျက်မှောင်ကုပ်ပြီးကျမရဲ့လက်ကိုလှမ်းကင်ဖို့ကြိုးစားရင်းမိုမိုဟာသဘောကောင်းတာမို့လို့ကျမကိုနှိပ်စက်မှာမဟုတ်ကြောင်းကျမအနေနဲ့အစပိုင်းမှာမယားငယ်အဖြစ်လာနေပြီးရလာတဲ့အခါကျမှမယားကြီးအရာမြောက်ပေးမယ်လို့မရှက်မကြောက်ပြောဆိုခဲ့ပါတယ်ကျိုးမိသားစုရဲ့တမီးကြီးကဲကိုမယားငယ်လို့ဖို့ပြောဝင်တဲ့သူ့ကိုကြည့်ပြီးကျမအံ့ဩတုန်လုံးမိပါတယ်ကျိုးမိသားစုကအမျိုးသမီးတွေဟာဘယ်တော့မှမယားငယ်မလုပ်ဘူးလို့ညှင်းပယ်လိုက်တဲ့အခါမှာလူယူကျဲကစိတ်ဆိုးဒေါသထွက်ပြီးကျမဟာသူ့အပေါ်ငငယ်ကလေးကယူတုခဲ့တာမို့လို့သူကလွယ်ရင်ဘသူကမှလက်ထပ်မှာမဟုတ်ဘူးလို့စော်ကားပြီးထွက်ခွာသွားခဲ့ပါတယ်လွန်ခဲ့တဲ့10စုနှစ်တခုကျော်တန်ရောစင်ဟာသူတီးခဲ့တဲ့6လတာတန်ရောစင်ကိုမရှင်နိုင်ခဲ့တာကြောင့်ကျမအလွန်ဝမ်းနည်းမိပါတယ်နောက်တစ်နေ့မှာတော့အိမ်ရှိမင်းသားရှက်ရှောင်ရဲ့မိသားစုကနေတောင်ရန်ချင်းလက်ဆောင်မွန်လှဲစည်းပေါင်း100ကျော်နဲ့ရောက်ရှိလာပါတယ်ကျမရဲ့မိဘတွေကရှက်ရှောင်ရဲ့နာမည်ဆိုးကြောင့်သဘောမတူချင်ပေမဲ့ကျမကတော့ချစ်ချင်းမြတ်တာမရရင်အာနာကိုပဲယူမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲ့ဒီလက်ဆောင်တွေကိုတိုးလောင်ယုံနဲ့ရွှေ့ပြောင်းနေတော့မှပဲလူယူကျဲနဲ့စုယူမို့တို့ရောက်လာပြီးအဲ့ဒီပစ္စည်းတွေကိုကျမရဲ့မိဘအိမ်ကပေးတဲ့မင်္ဂလာခန်းဝင်ပစ္စည်းတွေလို့ထင်မှတ်ပြီးလှောင်ပြောင်ကြပါတယ်စုယူမိုရဲ့လက်ကောက်ဝတ်မှာလူမိသားစုရဲ့အစင်ဆက်လက်ဆင့်ကမ်းလာတဲ့အဖိုးတန်ကြောက်စိမ့်လက်ကောက်ကိုဝတ်ဆင်ထားတာကိုတွေ့လိုက်ရပါတယ်ကျမအချိန်ချင်းတောင်းတုန်းကညှင်းပယ်ခဲ့တဲ့လက်ကောက်ကိုစုယူမိုရဲ့လက်မှာမြင်လိုက်ရတဲ့အတွက်ကျမစိတ်ထိခိုက်သွားပါတယ်လူယူကျဲကသူ့ရဲ့အင်ဂျီအိတ်ထဲကနေအဖိုးနှဲလာတဲ့တစ်သားဆန်ထိုးအဟောင်းလေးတစ်ခုကိုထုတ်ပြီးကျမစီကိုပြပေးကတန်ဖိုးရှိတဲ့အရာကိုပေးတဲ့အောင်ဟန်ဆောင်ခဲ့ပါတယ်ကျမကအဲ့ဒီဆန်ထိုးကိုညှင်းပယ်ပြီးပြန်ပေးလိုက်တဲ့ခါမှာတော့သူကဒေါသတကြီးနဲ့တင်းပေါက်အပြင်ကိုလွှင့်ပစ်လိုက်ပါတယ်စုယူမူကကျမအတွက်မယားငယ်တွေဝတ်ဆင်ရတဲ့ပန်းရောင်မင်္ဂလာဝတ်စုံကိုယူဆောင်လာပြီးဝတ်ကြည့်ဖို့အတင်းကျပ်တိုက်တွန်းခဲ့ပါတယ်သူတို့နှစ်ယောက်လုံးကကျမကိုနှိမ်ချခြင်းလို့ရည်ရွယ်ချက်ရှိလာရောက်ကြတာဖြစ်ပါတယ်ကျမကစုယူမူကိုအနာမကပ်ဖို့တွန်းထုတ်လိုက်တဲ့အခါမှာတော့သူကတမင်တက်ကျမ်းပြင်ပေါ်ကိုလဲကျဟန်ဆောင်ပြီးမျက်ရည်တွေနဲ့တနာစရာကောင်းအောင်လုပ်ပြခဲ့ပါတယ်ကျမကဘာရည်ရွယ်ချက်မှမရှိဘဲတာမန်ကရှန်ကတွန်းလိုက်ရုံသာဖြစ်ပါတယ်ဒါပေမဲ့လူယူကျဲကအဲ့ဒီမြင်ကွင်းကိုမြင်သွားပြီးဒေါသတကြီးနဲ့ကျမကိုအပြင်းပြင်းတွန်းထုတ်လိုက်ပါတယ်သူကစုယူမူဟာဒီဝစ်စုံကိုညအိပ်ပြက်ခံပြီးနှစ်ညဆက်တိုက်ချုပ်လုပ်ပေးခဲ့တာဖြစ်ကြောင်းကျမကသူ့ရဲ့စေတနာကိုအခုလိုစော်ကားရဲ့ကြောင်းကျမလိုမနာလိုစိတ်ကြီးပြီးသဘောထားသေးတိမ်နဲ့မိမမျိုးဟာတသက်လုံးအထီးကျန်စွာနဲ့ပဲတေဆုံးသွားတင်ကြောင်းဒေါသတကြီးအော်ဟစ်ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်သူကစုယူမူကိုပွေ့ချပြီးနောက်ပြန်မလဲပဲတရှိန်တိုးထွက်ခွာသွားခဲ့ပါတယ်စုယူမူကတော့လူယူကျဲရဲ့ပခုံးပေါ်ကနေကျမကိုလှည့်ကြည့်ပြီးအောင်နိုင်သူတယောက်လိုလှောင်ပြုံးပြုံးပြသွားခဲ့ပါတယ်
အဲ့ဒီမြင်ကွင်းကိုကြည့်ရင်သူတို့နဲ့စတင်တွေ့ဆုံခဲ့မှုတဲ့အတိတ်ကိုပြန်လည်တတိယမိခဲ့ပါတယ်အဲ့ဒီတုန်းကစုယူမှုဟာစုမိသားစုရဲ့မျက်နှာငယ်ရတဲ့မယားငယ်ကမွေးတဲ့သမီးတစ်ယောက်သာဖြစ်ပါတယ်တခုတော့တီခင်းဧကန်ပွဲမှာစုယူမှုရဲ့ကတော်ကြီးကမွေးတဲ့အမဖြစ်သူကသူ့ကိုအစီခံတယောက်လိုနှိမ်ချဆက်ဆံခဲ့ပါတယ်စုယူမှုကအမဖြစ်သူရဲ့အင်ဂျီဘော်ကိုဝိုင်တွေမဖိမိယာကနေပါရိုက်ခံခဲ့ရပြီးလူအများရှိမှဒူးထောက်တောင်းပန်မှုအတင်းအကျပ်ခိုင်းစေခြင်းခံခဲ့ရပါတယ်လူယူကျဲဟာအားနည်းသူတွေကိုနှိပ်စက်တာကိုအလွန်မုန်းတီးသူဖြစ်တာကြောင့်ဝင်ရောက်ကူညီပေးခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာစုယူမှုတပားသူရဲ့နှိပ်စက်ခြင်းကိုထပ်မံမခံရအောင်လူယူကျဲကအမြဲတမ်းကာကွယ်စောင့်ရှောက်ပေးခဲ့ပြီးအကောင်းဆုံးအရာမှန်သမျှကိုရှာဖွေပေးခဲ့ပါတယ်အစပိုင်းမှာကျမကအဲ့ဒီကိစ္စအပေါ်မနာလိုဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့လူယူကျဲကအချိန်ချင်းရေမောရင်သူဟာမိုမိုကိုတနာလုံးလို့ကူညီပေးုံတက်တာဖြစ်တယ်လို့စင်ကြေပေးခဲ့ပါတယ်ကျမကလည်းသူ့စကားကိုယုံကြည်ခဲ့ပြီးတနာစိတ်နဲ့ပဲစောင့်ရှောက်ပေးတယ်လို့ထင်မှတ်ခဲ့ပါတယ်ဒါပေမဲ့တရက်မှာတော့စုယူမှုဟာရှက်ရှောင်တဲ့အတင်းကျပ်လက်ထပ်ရမယ့်အခြေအနေတို့ရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအခါမှာလူယူကျဲကမင်္ဂလာပွဲကိုဖျက်ဆီးပြီးစုယူမှုကိုခိုးပြေးကအဲ့ဒီနေ့မှာတင်အလင်းစလိုလက်ထပ်လိုက်ပါတယ်သူတို့နှစ်ယောက်လုံးဟာအတူတူအိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီအချိန်ကြာမှသာစုယူမှုဟာကျမရဲ့နေရာကိုလူယူကျဲရဲ့နှလုံးသားထဲမှာအပြီးပိုင်လူယူသွားခဲ့ပြီးဆိုတာကိုသဘောပေါက်လိုက်ပါတော့တယ်လူယူကျဲဟာလူတိုင်းပေါ်သဘောကောင်းတဲ့သူမဟုတ်ပဲစုယူမှုတယောက်တည်းအပေါ်မှာသာအထူးတလဲကျင်းနာတက်ခဲ့တာကိုကျမကပဲရိုးဦးစွာနဲ့သဘောကောင်းတယ်လို့ထင်မှတ်ခဲ့မိတာဖြစ်ပါတယ်ကျမရဲ့မင်္ဂလာပွဲမတိုင်ခင်တရက်အလိုမှာတော့တစ်နှစ်တာလုံးမှာကျမအကြိုက်ဆုံးနေ့ဖြစ်တဲ့နှစ်ပတ်လည်မီးအိမ်မျိုးပွဲတော်နေ့ရောက်ရှိလာခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင်လူယူကျဲဟာကျမနဲ့အတူမီးအိမ်တွေအမြဲတမ်းလာမျောပေးလေးရှိပါတယ်ဒါပေမဲ့ဒီနှစ်မှာတော့ကျမတယောက်တည်းသာလာခဲ့ရပါတယ်ကျမလမ်းမပေါ်ရောက်ရှိသွားတဲ့အချိန်မှာလမ်းမတစ်ခုလုံးဟာခြောက်ကပ်နေပြီးဈေးတဲ့တယောက်မှမရှိတော့တာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာလမ်းသွားလမ်းလာအမျိုးသမီးနှစ်ယောက်ရဲ့အတင်းပြောတန်ကိုကြားလိုက်ရပါတယ်လူမိသားစုကသခင်လေးဟာအလွန်ချမ်းသာတာမို့လို့သူ့ရဲ့ဇနီးတွေပျော်ရွှင်စေဖို့အတွက်လမ်းမပေါ်ကမီးအိမ်မှန်သမျှကိုအကုန်ပြက်ဝဲယူသွားခဲ့ကြောင်းဇနီးတဲ့အတွက်ဆိုရင်မင်းသားတစ်ပါးကိုတောင်ပြစ်မှားစော်ကားဝန်သူဖြစ်ကြောင်းကျုံမိသားစုကသမီးကြီးကိုတောင်မယားငယ်ဖြစ်တိမ်ပိုက်ဖို့လုပ်နေကြောင်းပြောဆိုနေကြပါတယ်ကျမကတော့ခါတီးစွာပြုံးမိပြီးအဲ့ဒီနေရာကနေလှည့်ထွက်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာအနောက်ကနေအမလို့ခေါ်တန်ကြားတာကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာတော့လူယူကျဲနဲ့စုယူမူတို့စုံတွဲကိုတွေ့လိုက်ရပါတယ်လူယူကျဲကမီးအိမ်တစ်လုံးကိုကင်ပြီးကျမစီလျှောက်လာခဲ့ပါတယ်စုယူမူကလည်းအမလည်းမီးအိမ်လာမျောတာလားလို့မေးပြီးလူယူကျဲကလမ်းမပေါ်ကမီးအိမ်တွေအကုန်လုံးကိုသူ့အတွက်ဝယ်ပေးထားတာဖြစ်ကြောင်းအကယ်၍ကျမလိုချင်ရင်ဒီမီးအိမ်တစ်လုံးကိုပေးပါမယ်လို့ကြွားပါတဲ့လေတံနဲ့ကမ်းပေးခဲ့ပါတယ်ကျမကတော့စုယူမှုဟာကျမကိုနောက်တစ်ချိန်ထပ်ပြီးအကွက်စင်မဲ့အရေးကိုစိုးရိမ်တာကြောင့်အနောက်ကိုဆုတ်လိုက်ပြီးညှင်းပယ်လိုက်ပါတယ်ဒါအပြင်ကျမကတခြားသူသုံးမိသားအရာမှန်သမျှကိုလူရောပစ္စည်းပါဘယ်တော့မှအသုံးပြုလို့မရှိဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်လူယူကျဲရဲ့မျက်နှာဟာချက်ချင်းပြတ်သွားပြီးကျိုးမိသားစုကတမီကြီးဟာသူပေးတဲ့ပစ္စည်းနဲ့မတန်တဆဖြစ်နေတာကြောင့်မိုမိုကိုခေါ်ပြီးချက်ချင်းပဲမြေကမ်းနားစီကိုထွက်ခွာသွားခဲ့ပါတယ်သူတို့ထွက်သွားပြီးနောက်မှာတော့အိမ်တော်ထိန်ဝစ်စုံဝစ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်ကျမစီလျှောက်လာပြီးအိမ်ရှိမင်းသားလေးကဒီမီးအိမ်ကိုကျမအတွက်ပေးခိုင်းလိုက်ပါတယ်လို့ဆိုပါတယ်ကျမကအဲ့ဒီမီးအိမ်ကိုကြည့်ပြီးအံ့အားသင့်သွားခဲ့ပါတယ်အဲ့ဒီမီးအိမ်လေးဟာစမ်းချောင်းပုံတံပြုလုပ်ထားပြီးအောက်ခြေမှာတော့ရှက်ဆိုတဲ့စာလုံးကိုလှပစွာရေးသားထားပါတယ်အဲ့ဒီမီးအိမ်လေးဟာကျမမြင်မှုသမျှထဲမှာအလှပဆုံးဖြစ်တာကြောင့်ရေထဲကိုမမျောရက်ပဲအိမ်တို့သာယူဆောင်လာခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတော့ကျမရဲ့အစီကံမိန်ကလေးကကျမကိုစောစောနှိုးပြီးသပင်အလှပြင်ပေးကသူတို့သမီးဝစ်စုံကိုဝစ်ဆင်ပေးခဲ့ပါတယ်မင်္ဂလာအချိန်ကြီးကပ်လာတဲ့ခါကျမှသာကျမတကယ်ပဲလက်ထက်ရတော့မယ်ဆိုတဲ့အသည့်ဟာဝင်လာပါတော့တယ်ကျမလက်ထက်ရမယ့်သူဟာနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့ငယ်ချစ်ဦးလူယူကျဲမဟုတ်ပဲရှန်ချင်းမြို့တော်ရဲ့အစိုးရကအမိုက်မဲဆုံးလို့နာမည်ကြီးတဲ့အိမ်ရှိမင်းသားရှက်ရှောင်ဖြစ်နေခဲ့ပါတယ်ကျမအနေနဲ့စိုးရိမ်စိတ်မရှိဘူးလို့ပြောရင်လိန်ညာကြပါလိမ့်မယ်ကျမအသက်ပြင်းပြင်းရှူပြီးဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်ပါတယ်နောက်ဘာပဲဖြစ်လာပါစေကျမရွေးချယ်ခဲ့တဲ့လမ်းကိုပဲဆက်လျှောက်ပါတော့မယ်ကျမအဝိစားဝစ်ဆင်ပြီးတဲ့အချိန်မှာတော့မင်္ဂလာဝေါ်ရင်ဖွဲ့ရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့မျှော်လင့်မထားပဲအိမ်ရှိမင်းသားရှက်ရှောင်ရဲ့အစာလူယူကျဲကိုတွေးလိုက်ရပါတယ်သူဟာမယားငယ်တွေစီးနေရတဲ့ပန်းရောင်ဝေါ်ရင်သေးလေးနဲ့တူလူအင်အား20ခန့်ကိုသာခေါ်ဆောင်ပြီးရောက်လာခဲ့တာဖြစ်ပါတယ်။ကျမကလူမိသားစုရဲ့တောင်းရန်ခြင်းလက်ဆောင်တွေကိုအကုန်ပြန်လည်ပေးပို့ခဲ့ပြီးဖြစ်လို့ကျမတို့ကြားကလမ်းကွဲမှုကိုရှင်းရှင်းလင်းလင်းပြောဆိုပြီးလို့ထင်မှတ်ခဲ့ပါတယ်။သူကဒီကိုဘာလာလောက်တာလဲလို့တော့ဒီနေ့တော့မှပဲလူယူကျဲကသူတို့သမီးဝစ်စုံအပြည့်စုံနဲ့ကျမကိုမြင်သွားပြီးဒေါသတကြီးအော်ဟစ်ပါတော့တယ်။သူကကျိုးစီရှိကိုဘသူကအခုလိုဝစ်ဆင်ခိုင်းတာလဲဖြစ်ကြောင်းသူကကျမကိုလာရောက်လက်ထပ်တာဖြစ်လို့ခေါင်းပေါ်ကသူတို့သမီးဆောင်ကိုချက်ချင်းချုပ်ဖို့အမိန့်ပေးခဲ့ပါတယ်သူ့ရဲ့အကျိုးကြောင့်မဲ့အော်ဟစ်မှုကိုကြားလိုက်ရတဲ့အခါမှာကျမရဲ့ဒေါသတွေဟာအထုပ်ထိပ်သို့ရောက်ရှိသွားခဲ့ပါတယ်ကျမတို့ကြားကစူးစောင်းမှုကိုအချိန်ပေါင်းရာချီပြီးဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်းဒီနေ့မှာသူ့ကိုလက်ထပ်မှာမဟုတ်ကြောင်းကျမရဲ့ခင်မွန်းတီဟာမကြခင်ရောက်လာတော့မှဖြစ်လို့သူ့ရဲ့လူတွေကိုခေါ်ပြီးအများအဆုံးထွက်သွားဖို့ပြောလိုက်ပါတယ်လူယူကျဲကတော့မယုံကြည်နိုင်တဲ့လေတံနဲ့စင်ကြေတွေပေးမနေဘူးအကယ်၍ကျမကအခုလိုကြစ်ကန်ကန်ဆက်လုပ်နေရင်စုယူမှုကိုသာမရကြီးရာမြောက်လိုက်မှာဖြစ်ကြောင်းအကယ်၍ကျမကသူ့အတွက်ကလေးတစ်ယောက်မွေးပေးနိုင်ရင်မရပြိုင်ဖြစ်မြောက်ပေးမယ်လို့ကတိပေးထားပြီးဖြစ်ရာကျမအနေနဲ့အစင်တန်းတက်ချင်စောနဲ့အခုလိုတရုပ်ဆောင်နေတာလားလို့စော်ကားခဲ့ပါတယ်ကျမကတော့သူ့ရဲ့စိတ်ကူးရင်စင်ကြေတွေကိုနားမထောင်ချင်တာကြောင့်မျက်လုံးပဲဆွေးကြည့်မိပါတော့တယ်ကျမစကားပြန်ပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲကျမတို့ရဲ့အနောက်ကနေမင်္ဂလာတီးလုံးတန်တွေကျေလောင်စွာထွက်ပေါ်လာခဲ့ပါတယ်လူယူကျဲကအနောက်ကိုလှည့်ကြည့်ပြီးဒီနေ့ကျူမိသားစုမှာတခြားသူတယောက်မင်္ဂလာဆောင်နေတာလားလို့မျက်မှောင်ကုပ်ပြီးမေးလိုက်ပါတယ်
သူစကားပြောလို့မဆုံးခင်မှာပဲအိမ်ရှိမင်းသားရှစ်ဆောင်ဟာမြင်းတကောင်ကိုစီးနှင်းပြီးရှေ့ဆုံးကနေရောက်ရှိလာခဲ့ပါတယ်သူကလူယူကျဲရဲ့မယားငယ်ခေါ်ဆောင်တဲ့ဝေါ်ရင်အဖွဲ့တေးသေးလေးကိုကြည့်ပြီးမျက်ခုံးပင်ကလှောင်ပြောင်လိုက်ပါတယ်သူကလူတခင်လေးဟာသူ့ရဲ့အိမ်ရှိမင်းသားကတော့ကိုနောက်တစ်ကြိမ်ထပ်ပြီးခိုးပြေးဖို့ကြိုးစားနေပြန်ပြီးပေါ်လို့မေးလိုက်ပါတယ်လူယူကျဲကတော့အံ့အားသင့်သွားပြီးဘာပြန်ပြောရမှန်းမသိပဲဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှသူကအခြေအနေကိုရိပ်မိသွားပြီးရှက်ဆောင်ကိုတန်တရားစိတ်နဲ့စိုက်ကြည့်ကမင်းကလူရင်းအားအမြောက်များနဲ့ငါရဲ့ဇနီးကိုလာရောက်လက်ထပ်တာလားလို့မေးခဲ့ပါတယ်ရှက်ဆောင်ကလည်းဒါပေါ်ငါရဲ့ဇနီးကိုလာလက်ထပ်တာပေါ့လို့ပြန်ပြောလိုက်တဲ့အခါမှာလူယူကျဲဟာအလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်သူကတုံရီနေတဲ့လေတံနဲ့မင်းပြောတဲ့အိမ်ရှိမင်းသားကတော့ဆိုတာကျိုးစီရှိကိုပြောတာလားလို့မေးလိုက်ပါတယ်ရှက်ဆောင်ကမဆိုင်မတော်ပဲပြန်လဲဖြေချဖို့ပြင်လိုက်ပေမဲ့ကျမကပဲဥအောင်ဝင်ပြောလိုက်ပါတယ်လူယူကျဲဒါဟာကျမရဲ့ခင်မုန်းတွေဖြစ်ပြီးဒီနေ့ကျမလက်ထပ်မဲ့သူဟာသူပဲဖြစ်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါမှာလူယူကျဲရဲ့မျက်နှာဟာဖြူလျှော်သွားပြီးဒါဘလို့မှမဖြစ်နိုင်ကြောင်းကျမတို့နှစ်ယောက်ဟာစူဆောင်းထားပြီးသားဖြစ်လို့တခြားသူကိုဘလို့နီးနဲ့မှလက်ထပ်လို့မရကြောင်းအော်ဟစ်ပါတော့တယ်ကျမကတော့အေးဆက်ဆက်နဲ့ရေမော်မိပါတယ်သူကကျမတို့ကြားကစူဆောင်းမှုကိုအခုမှတတိယနေပေမဲ့တခြားသူကိုလက်ထပ်ဖို့အတွက်အဲ့ဒီစူဆောင်းမှုကိုဘသူကအရင်ဆုံးဖျက်ဆီးခဲ့တာလဲလို့တွေးမိပါတယ်လူယူကျဲဟာကျမရဲ့အကြည့်ကိုစုံလိုက်တဲ့အချိန်ကြာမှသာအမှန်တရားကိုသဘောပေါက်သွားပြီးကျမကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အသည့်နဲ့အတူမျက်ဝန်းထဲမှာထိတ်လန့်မှုတွေရိပ်ဖြတ်သွားခဲ့ပါတယ်သူကရှက်ဆောင်ကိုလက်ညှိုးထိုးပြီးရှက်ဆောင်မင်းကကိုစိတ်ဆိုးပြီးမိုမိုကိုကဲတင်ခဲ့တာကိုကလဲစားချခြင်းပေမဲ့အခုလိုအစင်ချမိမဲ့တာမျိုးတော့မလုပ်တင်ကြောင်းရှန်ချင်းမျိုးတော်တစ်ခုလုံးကရှက်ဆောင်ဟာပြည်တစားအိမ်တွေမှာပဲအချိန်ဖြုံးပြီးဘာအလုံးမှမလုပ်တဲ့အပျော်ပါမတ်တဲ့လူရှုပ်လူပွေတယောက်မှန်းသိကြကြောင်းအဲ့ဒီလိုလူမျိုးကမင်းကိုဘယ်လိုလုပ်ပြီးတည်ငြိမ်အေးချမ်းတဲ့ဘဝမျိုးပေးနိုင်မှာလဲလို့ကျမကိုကြည့်ပြီးအော်ဟစ်တာစီးပါတော့တယ်လူယူကျဲကကျမကိုသူ့ဘဝကိုကိုယ်တိုင်ဖျက်ဆီးနေတာဖြစ်ကြောင်းသူ့နောက်ကိုပြန်လိုက်ခဲ့ဖို့မျက်ရည်ဆက်လက်နဲ့တောင်းပန်တိုးရှိုးခဲ့ပါတယ်အဲ့ဒီစကားကြောင့်ရှက်ဆောင်ရဲ့မျက်နှာဟာချက်ချင်းဆိုသလိုတင်းမာခတ်ထန်သွားပြီးမျက်နှာကျိန်လုံးရဲ့လက်ကင်ကိုတင်းတင်းဆုပ်ကင်ကအေးဆက်ဆက်အရှိန်ဝါတွေထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့သူကဒေါသကိုထိန်းချုပ်ပြီးကျမဘာဆက်လုပ်မလဲဆိုတာကိုဆုံးဖြတ်ခွင့်ပေးတဲ့အနေနဲ့စိုက်ကြည့်နေခဲ့ပါတယ်ကျမကတော့လူယူကျဲရဲ့ကြားဖြတ်နှောက်ယှက်မှုတွေကိုအလွန်စိတ်ပြက်နေခဲ့ပြဒီဖြစ်ပြီးသူ့အပေါ်ကြက်ရှိနေသေးတဲ့တန်ရောစင်အကျွင်းကြံမှန်သမျှဟာလည်းသူပြုလုပ်ခဲ့တဲ့လုပ်ရက်တွေကြောင့်အကုန်လုံးပျက်စီးသွားခဲ့ပါပြီကျမကရှေ့ကိုတလန်တိုးပြီးရှက်ဆောင်ရဲ့ရှေ့မှာမတ်တက်ရက်ကလူယူကျဲကိုအေးဆက်ဆက်ကြည့်ရင်ကျမဘာလုပ်နေလဲဆိုတာကိုကိုယ်တိုင်ကောင်းကောင်းသိရှိကြောင်းစိတ်လိုက်မှန်ပါလက်ထပ်တာမဟုတ်ပဲတေချာစဉ်းစားပြီးမှရွေးချယ်ခဲ့တာဖြစ်လို့နောက်ဘသူပဲဝါဖြစ်ဖြစ်ကိုလန်းကိုရှောက်ချဆိုလို့ပြက်ပြက်တသားပြောလိုက်ပါတယ်ကျမရဲ့စကားကြောင့်ရှက်ဆောင်ကသဘောကျစွာပြုံးလိုက်ပြီးကျမရဲ့ခါကိုဖက်ကသူ့အနာသို့ဆွဲခေါ်လိုက်ပါတယ်အဲ့ဒီနောက်သူကလူယူကျဲကိုလှောင်ပြောင်တဲ့လေတံနဲ့ကြားတယ်မဟုတ်လားလူတက်ခင်လေးစီရှိကအားလုံးပြီးဆုံးသွားပြီလို့ပြောနေတာမို့လို့ကိုဆက်ပြီးအရှက်မခွဲပါနဲ့တော့လို့ဆိုပါတယ်အဲ့ဒီအချိန်မှာတင်မင်္ဂလာပွဲစီစဉ်သူအမျိုးသမီးကြီးဟာမင်္ဂလာအချိန်ကြာရောက်ပြီဖြစ်ကြောင်းအနီရောင်ပိုးပူဝါကိုဝေယမ်းရင်အလောတကြီးရောက်လာပြီးအိရှိမင်းသားနဲ့ကတော်မင်းသမီးတို့မင်္ဂလာဝေါ်ရင်ပေါ်တက်ရောက်ဖို့အချိန်တန်ပြီဖြစ်ကြောင်းအောင်သတင်းပေးခဲ့ပါတယ်ကျမကလူယူကျဲရဲ့ဘေးကနေဖြတ်ကျော်ပြီးမင်္ဂလာဝေါ်ရင်ထဲဝင်ရောက်ဖို့ပြင်လိုက်တဲ့အချိန်မှာလူယူကျဲဟာအရှိကိုအတင်းတိုးဝင်လာပြီးကျမရဲ့လက်ကောက်ဝတ်ကိုသူ့ရဲ့လက်စစ်တွေဖြူလျော်သွားတဲ့အထိတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပါတယ်အဲ့ဒီအချိန်ကြောင့်ကျမအလွန်နာကျင်သွားခဲ့ရပါတယ်သူကစီရှိငါနဲ့လိုက်ခဲ့ပါမင်းကိုတခြားသူနဲ့အလက်ထက်မခံနိုင်ဘူးမင်းကငါ့ကိုပဲလက်ထက်ရမှာလို့ယူသွတ်စွာအော်ဟစ်ပါတော့တယ်ရှက်ဆောင်ကမျက်မှောင်ကုတ်လိုက်ပြီးပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်အရှိန်ဝါတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်သူကမျက်နှာကျိန်လုံးကိုတင်းတင်းဆုပ်ကင်ပြီးကျိန်လုံးထိပ်ဖျားနဲ့လူယူကျဲရဲ့မျက်နှာကိုတက်တဲ့ချိန်ရွယ်ကနောက်ထပ်မင်္ဂလာပွဲတစ်ခုကိုထပ်မံဖျက်ဆီးဖို့ကြံရွယ်နေပြန်ပြီလားလို့မေးလိုက်ပါတယ်သူကလူတခင်လေးမင်းကပြီးခဲ့တဲ့အချိန်တုန်းကငါရဲ့တို့သမီးလောင်းကိုခိုးပြေးခဲ့ပြီးအခုတစ်ချိန်မှရောငါ့ကိုအနိုင်ကျင့်ရလွယ်တဲ့လူလို့ထင်နေတာလားလို့မောလော့ပြောဆိုလိုက်ပါတယ်လူယူကျဲကတော့မျက်လုံးတွေမြင်မြန်းနေပြီးလုံးဝယူသွတ်သွားတဲ့လူတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်သူဟာရောက်ရှိနေတဲ့အဲ့ပရိသတ်တွေကိုရောသူ့မိသားစုရဲ့ဂုဏ်သိက္ခာကိုပါဂရုမစိုက်တော့ပဲစီရှိကိုပြန်ရဖို့အတွက်ဆိုရင်ဘာမဆိုလုပ်မယ်လို့အော်ဟစ်ခဲ့ပါတယ်ရှက်ဆောင်ကသူ့ရဲ့ပျော်နေတတ်တဲ့ပုံစံကိုဖျောက်ဖျက်ပြီးခါတီးစွာရေမောလိုက်ကလက်ကောက်ဝတ်ကိုတစ်ချက်ဝှေ့ရမ်းလိုက်တဲ့အခါမှာမျက်နှာကျိန်လုံးဟာလေထုကိုဖျက်တမ်းပြီးလူယူကျဲရဲ့နေရွက်နားကနေတီတီလေးဖျက်တမ်းသွားခဲ့ပါတယ်အဲ့ဒီအချိန်ကြောင့်လူယူကျတဲရဲ့စပင်အနေငယ်ဟာမြေပြင်ပေါ်ကိုပြတ်ကျသွားခဲ့ပါတယ်သူဟာထိတ်လန့်သွားပြီးကျမရဲ့လက်ကိုလွတ်လိုက်ရပါတယ်ရှက်ဆောင်ကအဲ့ဒီလိုဆိုရင်တော့ငါရဲ့ကျိန်လုံးကိုအရင်ကြော်ဖြတ်ရမှာဖြစ်ပြီးအနောက်မှာရှိတဲ့စစ်တီတော်အဆောင်လျှောက်တရားကျော်ကရောမင်းကိုခွင့်ပြုပါမလားလို့မေးလိုက်ပါတယ်အခြေအနေဟာအလွန်တင်းမာသွားခဲ့ပြီးအနေရရှိတဲ့အငွေသက်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်မင်္ဂလာဧည့်သည်တွေနဲ့အိမ်နီးနားချင်းတွေကဘေးကနေတိုးနဲ့ဝိုင်းဝန်းအတင်းပြောနေကြပေမဲ့ဘသူကမှကြားထဲကနေဝင်ရောက်တာစီဝင်ခြင်းမရှိကြပါဘူးလူယူကျဲဟာစုယူမိုးရဲ့ကိစ္စကြောင့်ရှက်ဆောင်ကိုအကြီးအကျယ်ဒေါသထွက်အောင်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်လူမိသားစုရဲ့အိမ်တော်ထိန်ကြီးဟာလည်းချွေးစေးတွေပြန်လာပြီးလူအုပ်ထဲကနေအလင်းဆက်လို့ထွက်လာခဲ့ပါတယ်သူ့ရဲ့မျက်နှာဟာတွေးဆုပ်ဖြူလျော်နေပြီးဘာလို့ရမှန်းမသိပဲတောင်းကြီးဖြစ်နေခဲ့ပါတယ်ရှက်ဆောင်ကတော့ဆက်ပြီးအချိန်မဆွဲချင်တော့တာကြောင့်သူ့ရဲ့စစ်တီတော်တွေကိုအချက်ပြလိုက်ပါတယ်တမ္မာထွားချိုင်းတဲ့စစ်တီတော်ကြီးနှစ်ယောက်အရှိကိုတိုးထွက်လာပြီးလူယူကျဲကိုဘေးတစ်ဖက်တစ်ချက်စီကနေလှုပ်ရှားလို့မရအောင်တင်းကျပ်စွာဖမ်းဆီးချုပ်ကင်လိုက်ပါတယ်သူကရုန်းကန်လှုပ်ရှားခဲ့ပေမဲ့လက်တလုံးစာမျှပင်မလှုပ်ရှားနိုင်ခဲ့ပါဘူးမင်္ဂလာစီစဉ်သူအမျိုးသမီးကြီးကဝေါ်ရင်လိုက်ကကိုပင့်တင်ပေးလိုက်တဲ့အချိန်မှာကျမကသူ့ရဲ့လက်ကိုကင်ပြီးဝေါ်ရင်ထဲကိုတက်ရောက်ခဲ့ပါတယ်လိုက်ကပြန်လဲကျသွားတဲ့အချိန်မှာတင်အနောက်ကနေလူယူကျဲရဲ့စိတ်ပြက်လက်ပြက်နဲ့အော်ဟစ်ငိုကြွေးတံကိုကြားလိုက်ရပါတယ်သူကစီးရှိမသွားပါနဲ့ပြန်လာခဲ့ပါကျိုးစီရှိမင်းသူကိုလက်ထပ်လို့မဖြစ်ဘူးလို့ရင်ခွဲမတက်အော်ဟစ်နေခဲ့ပါတယ်ကျမကတော့အနောက်ကိုတစ်ချက်ကလေးများလှည့်မကြည့်ခဲ့ပါဘူးသူကကျမတို့ရဲ့စူဆောင်းမှုကိုဖျက်ဆီးပြီးစုယူမှုကိုလက်ထပ်ဖို့ရွေးချယ်ခဲ့တဲ့စက္ကန့်ပိုင်းကလေးကကျမတို့ကြားကအရာမှန်သမျှဟာအပြီးပိုင်ပြီးဆုံးသွားခဲ့ပါပြီနှစ်ပေါင်းများစွာတန်ရောစင်ထားခဲ့ရသမျှဟာလည်းအလားအသားဖြစ်သွားခဲ့ရပါတယ်မင်္ဂလာဝေါ်ရင်လေးဟာမင်္ဂလာတီးလုံးတန်တွေနဲ့အတူလှုပ်ခါပြီးခီးဆက်ခဲ့ပါတယ်ဒီ
ဒီနေရာဟာကြံ့ကော်မျိုးသားမင်းအိမ်တော်ရဲ့တခင်လေးဆိုင်ဖြစ်တာကြောင့်လူယူကျဲအနေနဲ့လာရောက်စုပူတောင်းကျမ်းခွင့်မရှိပါဘူးမင်္ဂလာဧည့်သည်တော်တွေဟာလည်းအိမ်တော်ထဲမှာအချိန်တော်ကြာစောင့်ဆိုင်နေကြပြီဖြစ်ပြီးမိသားစုဝင်တွေနဲ့တငယ်ချင်းမိတ်ဆွေတွေကိုတက်တည်အရာထားကရှက်ရှောင်တဲ့ကျမတို့ဟာကောင်းကင်နဲ့မြေကြီးကိုဂါရဝပြုခဲ့ကြပါတယ်လူကြီးမိဘတွေကိုဂါရဝပြုပြီးတဲ့နောက်မှာတော့နောက်ဆုံးအနေနဲ့လင်မယားအဖြစ်တဦးကိုတဦးဂါရဝပြုခဲ့ကြပါတယ်အဲ့ဒီလိုနဲ့လူအများရဲ့တောင်းဖျချီကျူးကွန်ပျူတာတော့ဒီကြားမှာကျမဟာမျိုးသားမင်းအိမ်တော်ရဲ့တရားဝင်တခင်မလေးဖြစ်လာခဲ့ပါတော့တယ်ကျမတို့မင်္ဂလာခန်းထဲကိုဝင်ရောက်ခဲ့ကြပါတယ်အနီရောင်မင်္ဂလာဖျောင်းတိုင်တွေဟာလင်းထိန်စွာတောက်လောင်နေပြီးအခန်းတစ်ခုလုံးကိုနှွေးထွေးတဲ့အနီရောင်လင်းနှန်းတွေဖြန့်ပတ်ထားပါတယ်ကျမရဲ့ရှေ့မှာမတ်တရက်နေတဲ့ရှက်ရှောင်ကိုကြည့်ရင်ကျမရဲ့စိတ်ထဲမှာအာနာစိတ်တွေတလိမ့်လိမ့်တက်လာခဲ့ပါတယ်ကျမကတိုးတိုးလေးနဲ့ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်ပါကြောင်းလူယူကျဲအခုလိုလာရောက်စုပူလိုက်မယ်လို့မထင်မှတက်ခဲ့ကြောင်းမင်္ဂလာအရှိန်ဝါကိုဖျက်ဆီးမိတယ်လို့ဖြစ်သွားရကြောင်းပြောလိုက်ပါတယ်ရှက်ရှောင်ကအနာတို့တိုးကပ်လာပြီးကျမရဲ့နားထင်နာကဆန်ဆယ်လေးတွေကိုအตาရတက်တင်ပေးရင်ကျမရဲ့စကားကိုဖျက်လိုက်ပါတယ်သူကနူးညံ့တဲ့လေတံနဲ့အဆင်ပြေပါတယ်နေ့ရက်နောက်ဆုံးမှာမင်းကိုလက်ထပ်ခွင့်ရတဲ့သူကငါပဲဖြစ်တာမို့လို့အဲ့ဒီလိုအနောက်ရှက်လေးတွေကဘာမှမဟုတ်ပါဘူးလို့ဆိုပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကျမကသူ့ကိုကျေးဇူးတင်တဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးတခုခုပြန်ပြောဖို့ပြင်လိုက်ပေမဲ့ကျမမောကြည့်လိုက်တဲ့စက္ကန့်ပိုင်းမှာတင်ရှက်ရှောင်ကရုတ်တရက်ငုံလိုက်ပြီးကျမရဲ့နှက်ခမ်းစုံကိုဖိကက်နှန်းရှုပ်လိုက်ပါတယ်သူ့ရဲ့နှက်ခမ်းတွေဟာနှွေးထွေးနေပြီးဝိုင်းနဲ့တင်းတင်းလေးဆွဲကြံနေခဲ့ပါတယ်သူကအနောက်ကိုအသားအရာဆုပ်လိုက်ပြီးမျက်နှာထက်မှာအတိုင်းထက်အလွန်ကျဉ်းနဲ့အားရတဲ့အပြုံကြီးပြုံရင်ငါ့ကိုရွေးချယ်ခဲ့တဲ့အတွက်မင်းကိုဘယ်တော့မှနောက်တမရစေရပါဘူးဒီတစ်သက်လုံးမှာပေါ်လို့ပြောလိုက်ပါတယ်ကျမရဲ့မျက်နှာဟာပါပြင်ကနေနိုင်ရွက်တွေအထိအကုန်လုံးရဲကနေနှီးမြန်းသွားခဲ့ရပါတယ်နှလုံသားဟာလည်းဘာကြောင့်မှမသိပဲအရှိန်ဟုန်နဲ့တုံရင်ခုန်လှုပ်လာခဲ့ပြီးရင်ဘတ်ထဲမှာရုံငယ်တကောင်ယူသွတ်စွာခုန်ပေါက်နေတယ်လို့ခံစားလိုက်ရပါတယ်ရှက်ရှောင်ကကျမကိုစိတ်ချနေပြန်လဲပြင်ဆင်ဖို့စက္ကန့်ပိုင်းများပင်အချိန်မပေးပဲကျမကိုသူ့ရဲ့ရင်ခွင်ထဲသို့ပွေ့ချီကအနီရောင်ပိုးသားတွေခြုံလွှမ်းထားတဲ့မင်္ဂလာခုတင်စီသို့ခေါ်ဆောင်သွားခဲ့ပါတယ်ဖျောင်းတိုင်လင်းရောင်လေးတွေဟာအตาရလင်းလက်နေပြီးမှုန်ရီဆိုင်နေတဲ့ညချမ်းဟာကျင်နာချင်းတွေနဲ့ပြည့်နေနေခဲ့ပါတယ်ကျမခံစားလိုက်ရသမျှကတော့သူ့ရဲ့နူးညံ့တိမ်မွေးမှုနဲ့စေတနာအမှန်တရားတွေသာဖြစ်ပြီးလူတွေပြောလို့ရှိကြတဲ့အစိုးတရားကအမိုက်မဲဆုံးအပျော်ပါးမတ်တဲ့လူရှုပ်လူပွေဆိုတဲ့ပုံစံမျိုးလုံးဝမဟုတ်ခဲ့ပါဘူးနောက်တနေ့မနက်မှာတော့ကျမဟာတကိုယ်လုံးကြိုက်ခဲနာကျင်နေတဲ့တန်ကြောင့်လက်နိုးလာခဲ့ပါတယ်ကျမကလက်တစ်ဖက်ကိုခါးမှာထောက်ပြီးအိယာကနေထိုင်လိုက်ရင်စိတ်ထဲကနေအကြီးကျယ်ကျိန်ဆဲမိပါတော့တယ်ရှစ်ဆောင်ဟာပြည်တစာအိမ်တွေမှာအမြဲတမ်းပျော်ပါလေးရှိတဲ့အတွေ့အကြုံရင်ဝါရင်လူပွေတယောက်လို့နာမည်ကြီးတာမဟုတ်ဘူးလားဒါဆိုရင်ဘာဖြစ်လို့မင်းညကကြမှာအမျိုးသမီးတယောက်နဲ့စတင်တွေ့ဆုံမှုတဲ့အတွေ့အကြုံမရှိတဲ့လူတစ်တယောက်လိုမျိုးအရှိန်အဟုန်ပြင်းပြင်းနဲ့အနားမယူပဲအတင်းကြပ်ပြုတ်လုပ်ခဲ့ရတာလဲလို့တွေးတောနေမိပါတယ်ရှစ်ဆောင်ကတော့အိယာထဲမှာမရှိတော့ပဲစပွဲပေါ်မှာတော့နှွေးထွေးတဲ့လက်ဖက်ရည်နဲ့မုံအချို့ကိုတေသက်စွာပြင်ဆင်ထားခဲ့ပါတယ်ကျမကအိယာကနေထားပြီးသူ့ကိုတွားရောက်ရှာဖွေဖို့ပြင်လိုက်တဲ့အချိန်မှာတင်အပြင်ဘက်ကအစီကံမင်းကလေးနှစ်ယောက်တူတူနဲ့အတင်းပြောနေကြတဲ့အတန်တွေဟာအခန်းထဲအထိကြည်လင်ပြတ်သားစွာထွက်ပေါ်လာခဲ့ပါတယ်သူတို့ကမင်းညကလူတခင်လေးဟာကျမတို့တခင်လေးရဲ့အိမ်ရှိကိဝါမှာတညလုံးဒူးထောက်နေခဲ့ကြောင်းတခင်မလေးကသူ့ကိုခွင့်မလွတ်မချအင်းထက်မှမဟုတ်ဘူးလို့ပြောဆိုခဲ့ကြောင်းဒီလိုစောင်းတွင်းကြီးရဲ့အေးတန်ကြားမှာတညလုံးဒူးထောက်ခဲ့တာမို့လို့သူ့ရဲ့ဒူးတွေဟာလည်းအသားပဲထွက်မတက်ဖြစ်နေပြီဖြစ်ကြောင်းပြောနေကြပါတယ်ဒါအပြင်အခုတင်မဲ့သူ့ရဲ့ဇနီးဖြစ်သူစုယူမှုရောက်လာပြီးသူအခုထိဒူးထောက်နေလုံးဖြစ်တာကိုမြင်သွားတဲ့အခါမှာတော့အဲ့ဒီနေရာမှာတင်အချင်းချင်းတွန်းထိုးရိုက်နှက်ပြီးရံပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ကြကြောင်းအလွန်ရှက်စရာကောင်းတဲ့အခြေအနေဖြစ်နေခဲ့ကြောင်းပြောဆိုနေကြပါတယ်လူတွေကတော့လူတခင်လေးဟာသူ့ရဲ့ဇနီးတီကိုအသက်ထက်မကချစ်မြတ်နိုးတာမို့လို့ကျမတို့တခင်လေးရဲ့လက်ထဲကနေမင်္ဂလာပွဲကိုဖျက်ဆီးပြီးတို့သမီးကိုခိုးပြေးကအဲ့ဒီညမှာတင်အလင်းဆက်လို့လက်ထပ်ခဲ့ကြတာမဟုတ်ဘူးလားလို့အံ့ဩတုန်လှုပ်စွာအတင်းပြောနေကြတာဖြစ်ပါတယ်အစီကံမင်းကလေးတယောက်ကအဲ့ဒီလိုဆိုရင်သူကအခုကြမှာဘာဖြစ်လို့ကျမတို့တခင်မလေးနောက်ကိုတကောက်ကောက်လိုက်နေရတာလဲလို့မေးလိုက်ပါတယ်နောက်တစ်ယောက်ကညီးကလည်းယောက်ျားတွေရဲ့သဘာဝကိုနားမလည်ဘူးပဲသူတို့ကမရနိုင်တဲ့အရာဆိုရင်အမြဲတမ်းယူသွတ်တန်းတနေတက်ကြပြီးရသွားတဲ့အခါကျတော့လေပြင်းရင်ညီးငွေသွားတက်ကြတာသဘာဝပဲလို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီလိုလိုက်ပတ်နေတာတွေကခဏတာစိတ်ကစားတာမျိုးသာဖြစ်ပြီးသူ့ရဲ့နှလုံးသားထဲမှာတကယ်တမ်းနဲ့ဆိုင်ရှိနေခဲ့တဲ့သူကိုကြတော့သူကိုယ်တိုင်ပဲတွန်းထုတ်ခဲ့မိတာမို့လို့ကိုယ့်အပြစ်နဲ့ကိုယ်ခံရတာပဲလို့ပြောဆိုနေကြပါတယ်အပြင်ဘက်ကအတင်းပြောတန်တွေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်ကျမကတော့အဲ့ဒီနေရာမှာတင်အတန်ကြာအောင်မိမောရက်တက်နေမိခဲ့ပါတယ်ကျမရဲ့နှလုံးသားထဲမှာတော့ဘာခံစားချက်လိုင်းတပိုးမှထွက်ပေါ်မလာခဲ့ပဲစိတ်သက်သာရမှုတသက်သာရှိခဲ့ပါတယ်လူယူကျဲဟာသူ့ရဲ့လမ်းကိုသူကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်လို့အဲ့ဒီရလက်ကိုသူကိုယ်တိုင်ပဲအရသာခံစံစားရမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတင်ရှစ်ဆောင်ဟာနှွေးထွေးနေတဲ့ကြာစစ်ဆန်ပြုတ်တစ်ခွက်ကိုကိုက်ဆောင်ပြီးအခန်းထဲဝင်လာခဲ့ကပတင်းပေါက်နာမှာရက်နေတဲ့ကျမကိုတွေ့သွားခဲ့ပါတယ်သူကနူးညံ့တဲ့လေတံနဲ့ဘာလို့ဆော့ထားတာလဲနောက်ထပ်နည်းနည်းလောက်ထပ်မအိပ်ဘူးလားကိုခန္ဓာကရောအဆင်ပြေရဲ့လားလို့မေးခဲ့ပါတယ်ကျမကခေါင်းခါပြပြီးထပ်အိပ်လို့မရတော့တာကြောင့်ထလာခဲ့တာပါလို့ပြန်ပြောလိုက်ပါတယ်သူကအနားသို့လျှောက်လာပြီးဇွန်းနဲ့ဆံပြုတ်ကိုခတ်ကအตาအရာမှုတ်ပေးပြီးနောက်ကျမရဲ့နှက်ခမ်းနားသို့ကမ်းပေးခဲ့ပါတယ်သူ့ရဲ့မျက်ဝန်းတွေဟာအလွန်နှွေးထွေးနေခဲ့ပါတယ်သူကဒါဟာမိဖို့ချောင်းကနေမင်းအတွက်အထူးတလဲပြင်ဆင်ပေးထားတဲ့နူးညံ့ချိုမြိန်နဲ့ဆံပြုတ်ဖြစ်လို့မြည်ဆန်းကြည့်ပါဦးလို့ဆိုပါတယ်ကျမကတော့ရှက်သွေးဖြန့်ပတ်သွားပြီးဆံပြုတ်ကိုတလုံးမြည်ဆန်းလိုက်ပါတယ်ကြာစေးရဲ့ချိုမြိန်မှုနဲ့ဆံပြုတ်ရဲ့နူးညံ့ပြည့်ချွေမှုဟာရှာဖျားထက်မှာတင်အရေးပြောသွားခဲ့ပါတယ်ကျမတို့နှစ်ယောက်လုံးဟာလူယူကျဲရဲ့ကိစ္စကိုလုံးဝထုတ်မပြောခဲ့ကြပါဘူးသူကလည်းမမေးခဲ့တယ်လို့ကျမကလည်းရှင်းပြဖို့မကြိုးစားခဲ့ပါဘူးကျမဘက်ကသူ့ကိုလက်လွတ်ဖို့ဆုံးဖြတ်ခဲ့တဲ့စက္ကန့်ပိုင်းကလေးကသူဟာကျမအတွက်ဘာမှမဟုတ်တဲ့သစိမ်းတစ်ယောက်သာဖြစ်သွားခဲ့ပါပြီသူ့အတွက်နဲ့ကျမရဲ့စွမ်းရည်တွေကိုနောက်ထပ်တစ်စက္ကန့်မျှပင်အကုန်ကြမခံနိုင်တော့ပါဘူးနနက်စာသုံးဆောင်ပြီးနောက်မှာတော့ရှက်ရှောင်ဟာကျမရဲ့လက်ကိုကင်ပြီးမိဘနှစ်ပါးထံမင်္ဂလာဦးလက်ဖက်ရည်ကျန်းသွားရောက်ကြောက်ခဲ့ပါတယ်
မိဘနှစ်ပါးလုံးဟာအလွန်ကျင်နာတတ်ပြီးသဘောထားပြေဝသူတွေဖြစ်ကြပါတယ်။မနေ့ကလူရွေကျဲလာရောက်စုပူခဲ့တဲ့ကိစ္စကိုတလုံးတစ်ပါးတည်းများထုတ်ဖော်မပြောခဲ့ကြပါဘူး။ရှက်ဆောင်ရဲ့မိခင်ကကျမရဲ့လက်ကိုကင်ပြီးမျက်နှာတစ်ခုလုံးပြုံးရွှင်နေခဲ့ပါတယ်။သူကအေးမြပြီးချုံမွေ့နေတဲ့အဖြူရောင်ကြောက်စိမ့်လက်ကောက်တစ်ကွင်းကိုကျမရဲ့လက်ကောက်ဝင်းမှာဆွပေးခဲ့ပါတယ်။သူကနှွေးထွေးစွာနဲ့နောက်နောက်ကျရင်မိသားစုဝင်တွေဖြစ်သွားကြပြီဖြစ်လို့မင်းဟာရှက်မိသားစုရဲ့တရားဝင်ချွေးမရတနာပဲလို့ဆိုပါတယ်။အဲ့ဒီအချိန်မှာတင်ရှက်ဆောင်ဟာသူ့ရဲ့အရှက်မရှိတဲ့ပုံစံအတိုင်းအနောက်ကနေတိုးဝေးဝင်ရောက်လာပြီးကျမကိုရင်ခွင်ထဲထည့်ကဖတ်လိုက်ပြီးမေးစေ့ကိုကျမရဲ့ပခုံးပေါ်တင်လိုက်ပါတယ်။သူကချိုသားတဲ့လေတန်းနဲ့အခုချိန်မှာမင်းနဲ့အတူရှိနေဖို့ကငါအတွက်အရေးကြီးဆုံးကိစ္စဖြစ်ကြောင်းအိမ်တော်ကကိစ္စအဝဝကိုတော့အိမ်တော်ထိန်းနဲ့မိဘတွေကစီမံပေးနေတာမို့လို့ဘာမှစိတ်ပူစရာမလိုကြောင်းပြောဆိုခဲ့ပါတယ်။ကျမတို့နှစ်ယောက်လုံးဟာ၃ရက်တိုင်တိုင်တဦးကိုတဦးဖိမကျင်နိုင်ရင်အချိန်တွေကိုကုန်လွန်စေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့သမီးချက်ချင်းပြန်ရမယ့်နေ့ရက်တို့ရောက်ရှိလာခဲ့ပါတယ်။ရှက်ဆောင်ကအဖိုးတန်လက်ဆောင်မွန်အမြောက်များကိုပြင်ဆင်ပေးခဲ့ပြီးကျမရဲ့လက်ကိုကင်ကာတွဲခေါ်ပြီးကျိုးမိသားစုအိမ်တော်စီတို့မင်္ဂလာရထားလုံးနဲ့အတူကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ကျမတို့ရထားလုံးပေါ်ကနေဆင်းလိုက်ယုံတင်ရှိပါသေးတယ်။လမ်းမအဝေးကြီးစီကနေလူတယောက်ကျမတို့စီကိုအပြေးလွှားလာနေတာကိုလှမ်းမြင်လိုက်ရပါတယ်။အနားသို့ရောက်ရှိလာတဲ့အခါမှာတော့အဲ့ဒီလူဟာလူရီကျဲကလွဲရင်တခြားသူမဟုတ်ပါဘူး။သူ့ရဲ့မျက်ဝန်းတွေဟာညိုမဲနေပြီးပပြင်မှာလည်းအညိုအမဲဆွဲနေခဲ့ကနှုတ်ခမ်းကလည်းပေါက်ပြဲနေခဲ့ပါတယ်။ဒါအပြင်မျက်နှာထက်မှာလည်းကုတ်ချစ်ရအနှဲငယ်ရှိနေခဲ့ပါတယ်။သူဟာအလွန်တနာစရာကောင်းလောက်အောင်ပျက်စီးယိုယွင်းနေပြီးဒါဟာစုယူမှုနဲ့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတဲ့ရလက်မှန်းသိတာထင်ရှားလာပါတယ်။အဲ့ဒီနောက်သူကရှက်ဆောင်ကကျမရဲ့လက်ကိုကင်ထားတာကိုမြင်သွားတဲ့အချိန်မှာတော့မျက်လုံးတွေနီမြန်းသွားခဲ့ပါတယ်။သူဟာရှောက်လန်းနေတဲ့ခြေလန်းတွေကိုချက်ချင်းရက်တက်လိုက်ပြီးကျမကိုရှုပ်ထွေးလာတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်။ကျမကတော့မျက်မှောင်ကုပ်လိုက်ပြီးရှက်ဆောင်ရဲ့လက်ကိုလှုပ်ကအရှိတို့တလန်းတိုးလိုက်ပြီးအေးဆက်ဆက်လေးတန်းနဲ့ဘာကိစ္စရှိလို့လဲလို့မေးလိုက်ပါတယ်။သူကကျမကိုရှက်ဆောင်ကိုစွန့်ခွာခဲ့ရင်အခုချက်ချင်းလက်ထပ်မှာဖြစ်ပြီးကြန့်ရှိတဲ့ဘဝတက်တန်းတစ်ခုလုံးကိုကျမတယောက်တည်းအပေါ်မှာသာပုံအပ်ချင်းမြတ်နိုးပါမယ်လို့တောင်းပန်ခဲ့ပါတယ်။ကျမကတော့ရှက်ဆောင်နဲ့ပျော်ရွှင်ရမလားမပျော်ရွှင်ရဘူးလားဆိုတဲ့အဖြေကိုကျမကိုယ်တိုင်အတိဆုံးဖြစ်ပါတယ်။သူ့ရဲ့နူးညံ့သိမ်မွေ့မှုကျမကိုတန်ဖိုးထားမှုမှန်သမျှဟာကျမတယောက်တည်းအတွက်သာဖြစ်တာမို့လို့အဲ့ဒီအရာကတင်လုံလောက်နေခဲ့ပါပြီ။ဒါပေမဲ့မင်းပြောတဲ့စကားတွေကိုတော့လူရွေကျဲကျမတလုံးတစ်ပါးတည်းမယုံကြည်ပါဘူး။မင်းဟာစုယူမှုအတွက်နဲ့ကျမကိုတစ်ချိန်တစ္ဆာဖောက်ခဲ့ဘူးတာမို့လို့နောက်တစ်ချိန်မှလည်းတခြားတယောက်အတွက်နဲ့ကျမကိုထပ်ပြီးတစ္ဆာဖောက်ဦးမှာဖြစ်ပါတယ်။အရှိမဟာရွှွတော်အိုင်ကြီးရှိနေမှန်တိတိကြီးနဲ့ကျမကဘာဖြစ်လို့အဲ့ဒီထဲကိုတိုးဝင်ရမှာလဲလို့မေးလိုက်ပါတယ်။ကျမကခေါင်းခါလိုက်ပြီးပြတ်သားတဲ့မျက်နှာထားနဲ့လူရွေကျဲကျမတို့ဟာလူကြီးတွေဖြစ်ကြပြီဖြစ်လို့ကိုပြုတ်ခဲ့ရွေးချယ်မှုရဲ့ရလဒ်ကိုကိုယ်တိုင်တာဝန်ယူတင်ကြောင်းမင်းစုယူမှုကိုလက်ထပ်ခဲ့တာဖြစ်လို့သူ့အတွက်ကောင်းမွန်တဲ့ခင်မွန်းတစ်ယောက်ဖြစ်တာဝန်ကျေပွန်အောင်နေထိုင်ဖို့ဒါဟာအမှန်ကန်ဆုံးလုပ်ရဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါအပြင်ကျမနဲ့ရှက်ဆောင်ကတော့အလွန်အဆင်ပြဒီနေတာမို့လို့ကျမတို့အတွက်စိတ်ပူမနေပါနဲ့လို့ဆိုပါတယ်။ကျမရဲ့အဖြေကိုကြားလိုက်ရတဲ့အချိန်မှာရှက်ဆောင်ကကျဉ်းနဲ့အားရစွာနဲ့ခါတီးစွာရေမောလိုက်ပြီးလူရွေကျဲနောက်တစ်ချိန်မင်းအခုလိုထပ်ပြီးလာစုပူတာကိုငါတွေ့ရင်တော့ငါဘက်ကအလျှော့ပေးမှာမဟုတ်ဘူး။ငါကလူမိသားစုရဲ့ဂုဏ်သိက္ခာကိုဂရုစိုက်နေမဲ့လူမဟုတ်ဘူးလို့တတိပေးလိုက်ပါတယ်။အဲ့ဒီနောက်သူကကျမရဲ့ခါကိုဖက်ပြီးအိမ်တော်ထဲသို့ဝင်ရောက်ခဲ့ပါတယ်။ကျမတို့ရဲ့အနောက်ဘက်မှာတော့လူရွေကျဲဟာစိတ်ပြက်လက်ပြက်နဲ့ယူသွစွာအော်ဟစ်ငိုကြွေးကြံရစ်ခဲ့ပါတယ်။သူ့ရဲ့လေတံဟာနာကြီးမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှတင်စုယူမှုဟာလည်းမျက်ရည်တွေနှက်တွေနဲ့တရှုပ်ရှုပ်ငိုကြွေးရင်းရောက်ရှိလာခဲ့ပါတော့တယ်။စုယူမှုကတရှုပ်ရှုပ်ငိုကြွေးရင်းကိစ္စအဝဝကိုအော်ဟစ်ပြောဆိုနေခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်ကလူတွေအကုန်လုံးကလည်းလှည့်ပတ်ကြည့်ရှုကြပြီးစူးစူးနဲ့ဝေဖန်ကဲဖြတ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေကြပါတယ်။ကျမကမျက်မှောင်ကုပ်လိုက်ပြီးအေးဆက်ဆက်လေးတန်းနဲ့အရင်ထားလိုက်ပါဦးပြောစရာရှိရင်လည်းလူကြီးပီသားစကားပြောကြတာပေါ့လို့ဆိုလိုက်ပါတယ်။ဒါပေမဲ့သူကခေါင်းခါရမ်းပြီးမြေပြင်ပေါ်မှာတင်ကက်တွယ်နေခဲ့ကမျက်ရည်တွေကြားကနေကျမကိုမောကြည့်ရင်မထနိုင်ပါဘူး။မမကြီးသဘောမတူမချင်းမထနိုင်ပါဘူး။အကိုလူရဲ့မျက်ဝန်းထဲမှာမမကြီးတယောက်တည်းပဲရှိနေတာပါ။မမကြီးတို့လက်ထပ်ပြီးကလေးကသူကျမကိုတစ်ချက်ကလေးတောင်လက်မကြည့်တော့ဘူးခွဲနေတာလေမင်းတဝက်ကြော်နေပြီးအခုဆိုရင်မမကြီးနဲ့ကျမကိုကွာရှင်းဖို့အထိလုပ်နေပြီးမမကြီးမှာမျိုးစားမင်းအိမ်တော်ရဲ့တခင်လေးရှိနေပြီးပဲဘာဖြစ်လို့ကျမစီကနေသူ့ကိုထပ်ပြီးလူယူခြင်းနေရသေးတာလဲလို့ငိုယိုပါတော့တယ်။သူဟာကျမရဲ့အင်ကြီးလက်ဖြားကိုလှမ်းကင်ဖို့လက်ဆန်တန်းလိုက်တဲ့အချိန်မှာတင်သူ့ရဲ့မျက်ဝန်းထဲကနေလွှတ်ချက်ဖုံးကွယ်ထားတဲ့ကောက်ချစ်တဲ့အကြံစီအလင်းတန်းတစ်ခုကိုကျမဖမ်းဆီးရမိလိုက်ပါတယ်။သူဟာတနာစရာကောင်းတဲ့သားကောင်ဖြစ်ဟန်ဆောင်ပြီးလူအများရဲ့ရှေ့မှာကျမကသူ့ကိုနှိပ်စက်ညှဉ်းပန်းနေတဲ့အောင်ဖြစ်အောင်ဖန်တီးနေတာဖြစ်ပါတယ်။လူအုပ်ကြီးကပုံမကြီးထွားလာပြီးတူပြောတန်တွေကလည်းပုံမကျဲလောင်လာခဲ့ပါတယ်။ကျမကတော့ဒီလိုလူအများရှေ့မှာအချိန်ဆွဲပြီးစကားများမနေချင်ပါဘူး။မအဲ့ဒီနေရာကနေလှည့်ထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာတင်စုမိသားစုရဲ့သမီးကြီးဆုံးဖြစ်တဲ့စုယူယုံဟာလူအုပ်ထဲကနေရုတ်တရက်ထွက်လာပြီးအလျင်ဆလို့ရှောက်လာခဲ့ပါတယ်။သူကစုယူမှုရဲ့နရွက်ကိုဆွဲကင်လိုက်ပြီးစုယူမှုနင်းဘက်ကအဆက်ကွဲရတာမလုံလောက်သေးဘူးလားလာပြီးစူပူတောင်းချမ်းမနေနဲ့အခုချက်ချင်းထားလို့အော်ငေါက်လိုက်ပါတယ်။စုယူမှုဟာနာကျင်လွန်းလို့မျက်ရည်တွေဝဲလျက်နဲ့တိုးဆုပ်သွားခဲ့ပြီးဘသူလဲဆိုတာမြင်လိုက်ရတဲ့အခါမှာတော့ချက်ချင်းဆိုသလိုနောက်တော့လမ်းဖြန့်ဆုပ်သွားခဲ့ပါတယ်။သူကတိုးလေးနဲ့အမကြီးလို့ခေါ်လိုက်ပါတယ်။စုယူယုံကငါ့ကိုအဲ့ဒီလိုမခေါ်နဲ့နင်းလို့အဆက်မရှိတဲ့ညီမမျိုးငါမှမရှိဘူးလို့ချက်ချင်းဖြတ်ပြောလိုက်ပါတယ်။စုယူယုံရဲ့မျက်နှာထက်မှာယွန်ရှာမုန်တိမှုတွေပြည့်နေနေခဲ့ပါတယ်။ယောက်ျားတစ်ယောက်အတွက်နဲ့လူအများရှိမှမြေပြင်ပေါ်လဲချပြီးငိုယိုနေတာဟာစုမိသားစုတစ်ခုလုံးရဲ့တိတ်ခါကိုအကြီးအကျယ်ကျဆင်းစေတာဖြစ်ပါတယ်။စုယူမှုကတခုခုပြန်လဲညှင်းဆန်ဖို့ပါဆက်လိုက်ပေမဲ့စုယူယုံကတော့တီးခံနိုင်စွမ်းကုန်ဆုံးသွားခဲ့ပါပြီ။သူကအနောက်မှာရှိတဲ့အစီကံမိန်းကလေးတွေကိုမျက်ရည်ပြလိုက်တဲ့အခါမှာအစီကံတွေအလျင်ဆက်လို့တိုးထွက်လာပြီးစုယူမှုရဲ့ပါဆက်ကိုပိတ်ကအတင်းအကျပ်ဆွဲခေါ်သွားကြပါတော့တဲ့အဲ့ဒီချင်းရာတွေပြီးဆုံးသွားတဲ့အခါမှာတော့ကျမလည်းကိစ္စပြတ်သွားပြီဖြစ်လို့နှုတ်ဆက်စကားဆိုကအိမ်တော်ထဲသို့တနက်မမတ်ပြန်လဲဝင်ရောက်ခဲ့ပါတယ်။
အဲ့ဒီနေ့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာမှန်သမျှဟာလူမိသားစုထံသို့အလျင်ဆက်လိုရောက်ရှိသွားခဲ့ပါတယ်။လူယူကျဲဟာအလွန်ဒေါသထွက်သွားခဲ့ပြီးစုယူမှုကိုသူ့ရဲ့ဆိုင်ဝင်းထဲမှာတင်တောက်ခတ်ပိတ်လောင်ထားလိုက်ကအပြင်ထွက်ခွင့်ပိတ်ပင်လိုက်ပါတယ်။သူဟာစုယူမှုကျမရဲ့ရှိမှထပ်မံပေါ်လာပြီးစကားတွေလျှောက်ပြောမှာကိုအလွန်ကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအခါကျမှသာကျမလည်းအေးချမ်းစိတ်ငြိမ်မှုကိုရရှိခဲ့ပါတော့တယ်။ဒီကိစ္စတွေအကုန်လုံးပြီးဆုံးသွားပြီးဘဝကပုံမှန်အတိုင်းပြန်လည်အေးချမ်းသွားပြီလို့ထင်မှတက်နေတဲ့တရက်မှာတော့ဘဲကနေရောက်လာမှမသိတဲ့စာတစ်စောင်ကိုလူယူကျဲကတဆင့်ပေးပို့လာခဲ့ပါတယ်။စာရေးသားကတော့ဖျို့ဖျဲဖြစ်နေပြီးစာသားအနေငယ်သာရေးသားထားတာဖြစ်ပါတယ်။အဲ့ဒီစာသားကတော့ရှက်ဆောင်ကရန်ချွမ်းအိမ်တော်မှာရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်။ရန်ချွမ်းအိမ်တော်ဆိုတာမြို့တော်ထဲမှာအကြီးဆုံးပြည်တစားအိမ်ဖြစ်ပြီးပြီးခဲ့တဲ့အတိတ်တုန်းကရှက်ဆောင်အမြဲတမ်းတွာလာပြောပါလေးရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီလိုတိလိုက်ရတဲ့အချိန်မှာတင်ရှက်ဆောင်ရဲ့အတိတ်နဲ့ပတ်သက်တဲ့ကောလာဟလမှန်သမျှဟာကျမရဲ့အသိဉာဏ်တွေကိုတလိမ့်လိမ့်တက်လာခဲ့ပါတယ်။ကျမရဲ့နှလုံးသားဟာချက်ချင်းနစ်မြုပ်သွားခဲ့ရပြီးမအီမတာဖြစ်မှုလှိုင်းတပိုးကြီးကအကြီးအကျယ်ရိုက်ခတ်သွားခဲ့ပါတယ်။စိတ်အလိုလျောက်ပဲကျမဟာအဝိစားတွေကိုလဲလှယ်လိုက်ပြီးအိမ်တော်ကနေတယောက်တည်းတိတ်စိတ်ထွက်ခွာလာခဲ့ကရန်ချွမ်းအိမ်တော်စီသို့ဥတီလျှောက်လန်းခဲ့ပါတယ်။ရန်ချွမ်းအိမ်တော်ရဲ့အနောက်ဘက်ဂိတ်ဝအရောက်မှာတော့လူယူကျဲဟာယထာလုံးတစ်စီးနဲ့အတူကြိုတင်ဆောင်ဆိုင်နေခဲ့ပါတယ်။သူ့ရဲ့မျက်နှာထက်မှာတော့ကျင်းနဲ့အားရပြီးယုံကြည်ချက်အပြည့်ရှိတဲ့အပြုံးကြီးတစ်ခုရှိနေခဲ့ပါတယ်။ကျမကိုမြင်လိုက်ရတဲ့စက္ကန့်ပိုင်းမှာတင်သူ့ရဲ့မျက်ဝန်းတွေဟာအောင်ပွဲခံလိုက်ရတယ်လို့မျိုးလင်းလက်သွားခဲ့ပြီးရှက်ဆောင်ရဲ့အပြစ်အနာစာကိုလက်ပူးလက်ချက်ဖမ်းမိလိုက်ပြီးဆိုတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။သူ့ရဲ့လေတံဟာလည်းရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့တုံရင်နေခဲ့ပါတယ်။သူကငါမင်းကိုပြောသားပဲရှက်ဆောင်ကလူကောင်းတစ်ယောက်မဟုတ်ပါဘူးလို့အခုကြီးဆက်လက်ထပ်ပြီးရက်ပိုင်းများသာရှိသေးတယ်။သူကသူ့ရဲ့အကျင့်ဟောင်းတွေတိုင်းပြန်လုပ်နေပြီးငါတကယ်စိတ်ပူမိလို့ပါသူကအခုရန်ချွမ်းအိမ်တော်ထဲမှာသူ့ရဲ့အပေါင်းအဖော်တွေနဲ့အတူမိမတွေဝိုင်းဝိုင်းလဲပြီးပျော်ပါနေတာငါစကားကိုမယုံဘူးဆိုရင်အခုချက်ချင်းလိုက်ခဲ့မင်းမျက်စိနဲ့ကိုယ်တိုင်မြင်အောင်ကြည့်ပြီးသူကဘလို့လူလဲဆိုတာသိအောင်လုပ်လို့ဆိုပါတယ်။ကျမရဲ့စိတ်ထဲမှာတော့အနောက်ကိုချက်ချင်းပြန်လှည့်သွားခြင်းနဲ့စိတ်တွေထွက်ပေါ်လာခဲ့ပါတယ်။ကျမမြင်တွေ့ရမယ့်အရာတွေအတွက်ကြောက်ရွံ့နေမိတယ်လို့ကျမရဲ့ရွေးချယ်မှုဟာမှားယွင်းသွားခဲ့ပြီလားဆိုပြီးအကြီးအကျယ်ထိတ်လန့်နေမိပါတယ်။ဒါပေမဲ့ကျမရဲ့ခြေလမ်းတွေကတော့စိတ်နဲ့မသက်ဆိုင်ပဲယထာလုံးပေါ်သို့တက်ရောက်မိသွားခဲ့ပါတယ်။တလန်းလုံးမှာပဲကျမရဲ့ရင်ထဲမှာအော့အန်ဂျင်တလို့မအီမတာခံစားနေရပြီးရင်ဘက်ပေါ်မှာကြောက်တုံးကြီးတစ်ခုဖိထားတယ်လို့မျိုးအသက်ရှူရတာခက်ခဲနေခဲ့ပါတယ်။ရှက်ဆောင်ကရန်ချွမ်းအိမ်တော်မှရှိနေတဲ့ဆိုတဲ့အမှန်တရားဟာလူယူကျဲစုယူမှုကိုလက်ထပ်ခဲ့တုန်းကထက်ကျမကိုအစပေါင်းရာချီပြီးပုံမိုနာကျင်စေခဲ့ပါတယ်။လူယူကျဲကလည်းကျမရဲ့စိတ်အခြေအနေမကောင်းတာကိုတတိပြုမိတာမို့လို့ဒီတစ်ချိန်မှာတော့ပါဇက်ကိုပိတ်ပြီးတိတ်တိတ်ဆိတ်ဆိတ်နေခဲ့ပါတယ်။ယထာလုံးဟာရန်ချွမ်းအိမ်တော်ရဲ့အနောက်ဘက်မှာရက်တန့်သွားခဲ့ပါတယ်။ကျမကလူယူကျဲရဲ့အနောက်ကနေလိုက်ပါဝင်ရောက်ခဲ့ပါတယ်။ဘသူကမှကျမတို့ကိုတားဆီးခြင်းမရှိခဲ့ပါဘူး။ကျမတို့ဟာဒုတိယထပ်အထိရောက်ရှိသွားခဲ့ပြီးပြီးတန့်အခန်းတစ်ခုရဲ့အပြင်ဘက်မှာရက်တန့်လိုက်ပါတယ်။အခန်းတကားကအနှဲငယ်ဟားဟားပွင့်နေခဲ့ပြီးအထဲကနေရေမောတန်တွေနဲ့စကားပြောတန်တွေရှန်ထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတင်ရှက်ဆောင်ရဲ့လေတံကိုကြားလိုက်ရတာကြောင့်ကျမရဲ့နှလုံးသားဟာတင်းကျပ်သွားခဲ့ရပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်သူကရှင်းရှင်းလင်းလင်းပြောဆိုလိုက်တာကိုကြားလိုက်ရပါတယ်။သူကငါ့ကိုတိတိကျကျနားထောင်ကြနောက်နောက်ကြရင်ငါ့ကိုဒီလိုနေရာမျိုးကိုထပ်ပြီးမဖိတ်ခေါ်ကြပါနဲ့ငါရဲ့စီရှိကဒီလိုနေရာမျိုးကိုလုံးဝမကြိုက်ဘူးတကယ်လို့သူသိသွားရင်စိတ်ဆိုးလိမ့်မယ်လို့ဆိုလိုက်ပါတယ်အထဲကနေစနောက်ကြည့်ဆဲတဲ့လေတံတစ်ခုထွက်ပေါ်လာပြီးအခန်းတစ်ခုလုံးရေမောတန်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်သူတို့ကတခင်လေးရဲ့မင်းသမီးလေးကိုလက်ထပ်ပြီးတာနဲ့ဇနီးကြောက်တတ်တဲ့လူတစ်ယောက်ချက်ချင်းဖြစ်သွားတာပဲလားလို့ဆိုပါတယ်တခြားတစ်ယောက်ကအနားကနေညီတို့ကနားမလဲပါဘူးဒီကောင်ကကျိုးစီရှိအပေါ်မှာငငယ်ကလေးကစိတ်ဝင်စားခဲ့တာနှစ်ပေါင်းများစွာရှိနေခဲ့ပြီးအခုမှပဲခက်ခဲနဲ့လက်ထပ်ခွင့်ရခဲ့တာမို့လို့သူ့ကိုရွှေတုံးရွှေခဲလေးလိုတန်ဖိုးထားတာစန္ဒလာအတိတ်တုန်းကဆိုရင်သူ့ရဲ့ရှိမှာကျိုးစီရှိရဲ့နာမည်ကိုထည့်ပြောမိုံတင်ရှိသေးတယ်သူကစိတ်ယူပေါက်မတက်ဖြစ်သွားတာအဲ့ဒီနောက်ကျိုးစီရှိကလူမိသားစုနဲ့စုဆောင်းမှုရှိနေမှန်းသိသွားတဲ့အချိန်တုန်းကဆိုရင်သူကအခန်းထဲမှာတင်အတိတ်ပဲမရှိရပ်ပေါင်းများစွာပိတ်လောင်ပြီးငိုကြွေးနေခဲ့တာအခန်းတစ်ခုလုံးမှာလည်းကျိုးစီရှိရဲ့ပုံတူပကြီးကားချက်တွေနဲ့ချိတ်ဆွဲထားတာပြည့်နေခဲ့တာအဲ့ဒီပကြီးကားတွေကိုကြီးလိုက်ယုံတင်ရှိသေးတယ်သူကချက်ချင်းလွမ်းဆွတ်တန်းတနေတတ်တာလို့ပြောဆိုလိုက်ပါတယ်ကျမကတော့အလွန်တုန်လှုပ်အံ့ဩသွားခဲ့ရပြီးမျက်မှောင်ကိုပင့်တင်မိလိုက်ပါတယ်။အဲ့ဒီစကားတွေကကျမတို့ငငယ်ကအဖြစ်ပြက်တစ်ခုကိုပြန်လည်သတိရစေခဲ့ပါတယ်။အတိတ်တုန်းကအချိန်တော်ကြာအောင်ကျမရဲ့ဆိုင်အိမ်ဝင်းတိုင်းပေါ်မှာညတိုင်းမင်းမောင်နေတဲ့အရေးတစ်ခုအမြဲပေါ်လာလိမ့်ရှိပါတယ်။ကျမကတော့တရေတစေလို့ထင်မှတ်ပြီးကြောက်လန့်လွန်းလို့အချိန်တော်ကြာအောင်တယောက်တည်းမအိပ်ဝန်းခဲ့ပါဘူး။အခုကြည့်ရတာတော့အဲ့ဒီအရေးဟာရှက်ဆောင်ကလွဲရင်တခြားသူမဟုတ်ခဲ့ပါဘူး။အထက်ကလူကဆက်ပြီးရှက်ဆောင်ကမှတ်မိတလောက်ဆိုရင်မင်းအဲ့ဒီတုန်းကကျိုးစီရှိရဲ့ပုံတူပကြီးကားတွေနဲ့အခန်းတစ်ခုလုံးပြည့်နေအောင်ဆွဲထားခဲ့တာမဟုတ်လား။အဲ့ဒီအရာတွေကိုအခုထိမစွန့်ပြစ်ရသေးဘူးလားလို့မေးလိုက်ပါတယ်ကျမဟာစိတ်အလိုလျောက်ပဲအသက်ရှူဖို့ကိုပင်မေ့လျော့သွားခဲ့ပြီးတကားဝမှာကတ်တွေရင်အထက်ကအခြေအနေကိုတိတိကျကျနားဆွင့်နေမိခဲ့ပါတယ်။အဲ့ဒီနောက်ရှက်ဆောင်ရဲ့နှွေးထွေးပြီးအနှဲငယ်ကျင်းနဲ့အားရနေတဲ့လေတံကိုကြားလိုက်ရပါတယ်။သူကစွန့်ပစ်ရမယ်ဟုတ်လားဘယ်တော့မှမစွန့်ပစ်ဘူး။ငါအကုန်လုံးကိုတေးတက်သိမ်းဆီးထားတယ်။ဒါဟာဆယ်စုနှစ်တခုမကရှိခဲ့တဲ့ငါရဲ့ခံစားချက်အမှန်တရားတွေပဲ။နောက်တစ်ချိန်မှာငါတို့သားသမီးတွေရလာတဲ့အခါကျရင်အဲ့ဒီပကြီးကားတွေကိုထုတ်ပြပြီးသူတို့ရဲ့အဖေကအမေကိုလက်ထပ်ခွင့်ရဖို့အတွက်ဘယ်လောက်တောင်ခက်ခဲကြိုးစားခဲ့ရလဲဆိုတာကိုသိအောင်လုပ်ရမယ်ဟာလို့ဆိုပါတယ်အဲ့ဒီခါကျမှသာလူယူကျဲစုယူမှုကိုလက်ထပ်ခဲ့တဲ့ကိစ္စဟာစိတ်လိုက်မှန်မှလုပ်ခဲ့တာမဟုတ်ပဲသူချစ်မြတ်နိုးပါတယ်ဆိုတဲ့လူတစ်ယောက်ပေါ်ကြိုတင်စီစဉ်ထားတဲ့သစ္စာဖောက်မှုသာဖြစ်ကြောင်းပုံမထင်ရှားသွားခဲ့ပါတယ်။ရန်ချွမ်းအိမ်တော်ရဲ့အပြင်ဘက်ယထာလုံးနားမှာတော့လူယူကျဲဟာယထာလုံးကိုမိတွဲရက်တည်ရင်ကျမထွက်လာတာကိုမြင်လိုက်ရတဲ့အချိန်မှာသူ့ရဲ့မျက်ဝန်းတွေဟာနောက်တရားတွေနဲ့ပြည့်နေခဲ့ပါတယ်။သူ့ရဲ့လေတံဟာလည်းခက်ထန်ပြီးအရှာဖြစ်နေခဲ့ပါတယ်။သူကစီရှီမင်းကငါ့ကိုလူအိုက်တယောက်လို့ထင်နေတာလားလို့မေးလိုက်ပါတယ်။
လူယူကျဲကဆက်ပြီးမင်းကိုသူ့ရဲ့ရင်ခွင်နဲ့အရောက်တွန်းပို့ခဲ့တဲ့သူကငါကိုယ်တိုင်ပဲမင်းအပေါ်အဲ့ဒီလိုယွန်ရှာပွဲကောင်းတဲ့စကားတွေပြောခဲ့မိတာလဲငါပဲမင်းကိုအကြီးကျယ်မုန်းနေမှာပဲနော်လို့အရှာရှာလေးတန်းနဲ့ဆိုပါတယ်အဲ့ဒီလိုပြောဆိုနေစဉ်မှာတင်သူ့ရဲ့မျက်နှာထပ်မှာနောင်တရရိုးမှန်တဲ့မျက်ရည်ဆက်တွေတလိမ့်လိမ့်စီးကျလာခဲ့ပါတယ်ကျမကတော့သူ့ကိုတည်ငြိမ်စွာနဲ့ပဲစိုက်ကြည့်နေခဲ့ပါတယ်ကျမရဲ့စိတ်ထဲမှာကြန့်ရှိနေသေးတဲ့နောက်ဆုံးသောဝမ်းနဲ့ကြေကွဲမှုအရေးအယောင်လေးဟာလည်းအပြီးအပိုင်အရေးပြပျောက်ကွယ်သွားခဲ့ပါပြီကျမကလူယူကျဲကျမမင်းကိုလိမ်မပြောချင်ပါဘူးအတိတ်တုန်းကတော့မင်းကိုတကယ်ပဲအသေးဆွဲချစ်ခဲ့ပူပါတယ်မင်းနဲ့လက်ထပ်ဖို့အထိလဲရိုးရင်းကျင်စီအထိအိမ်မက်မက်ခဲ့ပူတယ်ဒါပေမဲ့အဲ့ဒါကအတိတ်ကအရာတွေပါအခုချိန်မှာတော့ရှက်ရှောင်ကကျမအပေါ်အလွန်ကျင်နာယူရတာမို့လို့ကျမအလွန်ပျော်ရွှင်နေရပါပြီမင်းရဲ့အပြုတ်မှုတွေကြောင့်နဲ့သူ့ရဲ့ပျော်ရွှင်မှုတွေကိုလာပြီးမဖြစ်စည်းပါနဲ့တော့ဒါကြောင့်နောက်ကျရင်လမ်းမှာပဲစုံဘယ်နေရာမှာပဲတွေ့သစိမ့်တွေလိုပဲသဘောထားပြီးကိုဘွားနဲ့ကိုအေးချမ်းနေထိုင်ကြရအောင်ခွင့်ပြုပါလို့ပြက်တသားပြောလိုက်ပါတယ်လူယူကျဲဟာခေါင်းကိုငုံချလိုက်ပြီးအချိန်တော်ကြာအောင်တိတ်ဆိတ်သွားခဲ့ပါတယ်သူ့ရဲ့ပခုံးဆုံဟာလည်းအနှဲငယ်တုံရင်နေခဲ့ပါတယ်ကျမကသူဘာမှပြန်ပြောတော့မှမဟုတ်ဘူးလို့ထင်မှတ်နေတဲ့အချိန်မှာတင်သူကခေါင်းကိုအသာအရညှိပြခဲ့ပါတယ်သူ့ရဲ့တကူလုံးဟာအနှစ်သာရကင်းမဲ့နေတယ်လို့မျိုးလမ်းပြောက်ပြီးအထီးကျန်နေတဲ့ပုံစံပေါက်နေခဲ့ပါတယ်သူရန်ချွမ်းအိမ်တော်ကိုလာတော့ကတော့ယုံကြည်ချက်တွေအပြည့်နဲ့လာခဲ့ပေမဲ့အခုပြန်လှည့်ထွက်သွားတဲ့အချိန်မှာတော့ရွှွနွန်ထဲမှာလူလိမ့်ခံလိုက်ရတဲ့လူတစ်ယောက်လိုယိုယွင်းပျက်စီးနေခဲ့ပါတယ်သူ့ရဲ့အထီးကျန်လာတဲ့ကြောပြင်ကြီးရှောင်းလန်းသွားတာကိုကြည်ရင်ကျမတို့ကြားကအရာအလုံးဟာဒီတစ်ချိန်မှာတော့တကယ်ပဲရိုးရိုးသားသားအပြီးအပိုင်ပြီးဆုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်ကျမတို့ငယ်ရွယ်စဉ်တုန်းကရှိခဲ့မှုတဲ့ခံစားချက်တွေနဲ့ဆူတောင်းချက်မှန်သမျှဟာလည်းလေတူထဲမှာတင်လွင်မျောပျောက်ကွယ်သွားခဲ့ပါပြီကျမရန်ချွမ်းအိမ်တော်ထဲကိုပြန်မဝင်တော့ပဲရှက်ရှောင်တဲ့သူ့ရဲ့အပေါင်းအဖော်တွေကိုလည်းတွားရောက်မနှောက်ယှက်တော့ပဲအိမ်တော်စီသို့တယောက်တည်းတန်းတန်းမတ်မတ်ပြန်လာခဲ့ပါတယ်ကျမကရှက်ရှောင်ရဲ့စာကြည့်ခန်းစီသို့တန်းတန်းမတ်မတ်ရှောက်လန်းခဲ့ပါတယ်ကျမရဲ့စိတ်ထဲကနေကြိုတင်ပြီးပြင်ဆင်ထားခဲ့ပေမဲ့တကားကိုတွန်းဖွင့်လိုက်ပြီးနေရန်တွေနဲ့ဆင်းတွေအကုန်လုံးမှာပုံတူပကြီးကားချက်တွေပြည့်နေနေတာကိုမြင်လိုက်ရတဲ့စက္ကန့်ပိုင်းမှာတော့ခြေလမ်းတွေချက်ချင်းရက်တန့်သွားခဲ့ရပါတယ်အဲ့ဒီပကြီးကားချက်တိုင်းမှာရှိနေတာကကျမကိုယ်တိုင်ပဲဖြစ်ပါတယ်စပင်းနှစ်ဖက်ချစ်ထားတဲ့မိန်းကလေးငယ်ဘဝကနေစတင်ပြီးအရွယ်ရောက်လာပါလာတဲ့အမျိုးသမီးငယ်ဘဝအထိရေမောနေတဲ့ပုံစံငေးမောနေတဲ့ပုံစံဒါမှမဟုတ်မျက်မှောင်ကုတ်ပြီးတွေးတောနေတဲ့ပုံစံမျိုးစုံရှိနေခဲ့ပါတယ်အမူအရာတိုင်းမျက်ဝန်းတိုင်းဟာအလွန်တက်ဝင်လှုပ်ရှားနေတာမို့လို့အပြင်မှာတကယ်ရှိနေတယ်လို့မျိုးခံစားရပါတယ်ပကြီးမီတွေလွင့်ပြနေတာနဲ့စာရွက်တွေဝါကျင်နေတာကိုကြည်ချင်းအဖြစ်ဒီပကြီးကားတွေဟာနှစ်ပေါင်းများစွာကြာမြင့်နေပြီဆိုတာသိတာထင်ရှားလာပါတယ်ပကြီးစုပ်ချက်တိုင်းမှာဆယ်စုနှစ်တခုမကရှိခဲ့တဲ့အချစ်တွေနဲ့လွမ်းဆွတ်တန်းတမှုတွေကိန်းရောက်နေခဲ့တာဖြစ်ပါတယ်ကျမကလက်ကိုဆန်တန်းလိုက်ပြီးပကြီးကားတဲ့ချက်ကိုအသာအရာထိတွေ့ကင်တွယ်မိလိုက်ပါတယ်လက်ဖြားထက်ကအေးမြနေတဲ့စာရွက်ရဲ့ခံစားချက်ကြောင့်ကျမရဲ့ရင်ဘတ်ထဲမှာနှွေးထွေးမှုလှိုင်းတပိုးကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်မျက်ဝန်းတွေဟာလည်းချက်ချင်းဆိုသလိုပူဆက်လာခဲ့ပါတယ်ကျမအဲ့ဒီနေရာမှာဘလောက်ကြာအောင်ရက်နေမိလဲမသိပါဘူးအနောက်ဘက်ကနေခြေတံတွေကိုကြားလိုက်ရပါတယ်ရှက်ရှောင်ဝင်လာခဲ့တာဖြစ်ပါတယ်သူကကျမပကြီးကားရဲ့ရှေ့မှာရက်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာမျက်လုံးတွေနီမြန်းသွားခဲ့ပြီးမျက်နှာတစ်ခုလုံးတွေးဆုပ်ပြူရောသွားခဲ့ပါတယ်သူကအလောတကြီးပြေးဝင်လာပြီးကျမကိုပြတလဲဖက်လိုက်ရင်စီရှိမင်းဘာလို့ငိုနေတာလဲကိုတခုခုမှားတာလုံးမိလို့လားဘသူကမင်းကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်လို့လဲကိုကိုဒီလိုမျိုးလာပြီးမချောက်လန့်ပါနဲ့ကိုရဲ့နှလုံးသားကခံနိုင်ရင်မရှိလို့ပါလို့ဆိုပါတယ်ကျမလည်းစိတ်ကိုဆက်ပြီးထိန်းချုပ်ထားနိုင်စွမ်းမရှိတော့တာကြောင့်သူ့ရဲ့ရင်ခွင်ထဲမှာမျက်နှာအပ်လိုက်ပြီးရှက်ရှောင်ကျမမင်းကိုသဘောကျတယ်တကယ်ပဲသဘောကျတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်ရှက်ရှောင်ဟာတကိုယ်လုံးတောင့်တင်းသွားခဲ့ပါတယ်သူကြားလိုက်ရတဲ့စကားကိုမယုံကြည်နိုင်ပဲစက္ကန့်ပိုင်းများကြောင်းအန်းသွားခဲ့ပြီးနောက်မှာတော့အတိုင်းထက်အလွန်ကျေနပ်ဝမ်းမြောက်မှုတွေကတပြိုင်နက်တည်းရိုက်ခတ်သွားခဲ့ပါတယ်သူကကျမကိုတင်းကျပ်စွာဖက်လိုက်ပြီးမေးစေးကိုကျမရဲ့ဥကောင်းထက်မှာတင်ကားအဖန်အထက်နမ်းရှုပ်ပါတော့တယ်သူ့ရဲ့လေးတန်းဟာလည်းရင်ခုန်စိတ်လှုပ်ရှားမှုတွေကြောင့်တုံရင်နေခဲ့ပါတယ်သူကစီရှိကိုလည်းမင်းကိုချစ်တယ်မင်းထင်ထားတာထက်ကိုပိုပြီးချစ်တာပါကိုမင်းကိုချစ်လာခဲ့တာဆယ်စုနှစ်တခုမကရှိခဲ့ပါပြီဒီဘဝတင်မကဘူးနောက်ဘဝတွေနဲ့ကြံရှိတဲ့ဘဝတက်တန်းတိုင်းမှာလည်းကိုအတွက်တော့မင်းတယောက်တည်းသာရှိမှာပါလို့ဆိုပါတယ်နောက်ပိုင်းကျမှသာရှက်ရှောင်ဟာအဲ့ဒီနေ့ကလူယူကျဲကျမကိုရန်ချွမ်းအိမ်တော်စီတို့အတင်းအကျပ်ခေါ်ဆောင်သွားပြီးကျမတို့နှစ်ယောက်ကြားမှာရန်တိုက်ပေးဖို့ကြံရွယ်ခဲ့မှန်းသိရှိသွားခဲ့ပါတယ်သူဟာအလွန်ဒေါသထွက်သွားခဲ့တာမို့လို့လူမိသားစုအိမ်တော်စီတို့အပြေးလွှာသွားပြီးလူယူကျဲကိုအသေးသက်မတက်ထိုးနှက်ဖို့အထိပြင်ဆင်ခဲ့ပါတယ်ဒါအပြင်သူကအတိတ်တုန်းကရန်ချွမ်းအိမ်တော်စီတို့တွားရောက်ခဲ့တာမှန်ပေမဲ့ဒါဟာတငယ်ချင်းမိတ်ဆွေတွေနဲ့အတူတွားရောက်လက်ပတ်ခဲ့တာသာဖြစ်ကြောင်းအဲ့ဒီနေရာကအမျိုးသမီးတွေကိုလက်ဖြားနဲ့မျှပင်မထိတွေ့ခဲ့ဘူးကြောင်းအချိန်ချင်းအထက်ကျိန်ဆိုပြောကြားခဲ့ပါတယ်သူဟာကျမသူ့ကိုမယုံကြည်မှကိုအလွန်ကြောက်ရွံ့နေခဲ့တာကြောင့်ကောင်းကင်ကြီးကိုတိုင်တီးပြီးလူထောက်မတက်ကျိန်ဆိုနေခဲ့တာဖြစ်ပါတယ်သူ့ကိုကြည်ရင်ကျမမရဲပဲမနေနိုင်ခဲ့ပါဘူးကျမအဲ့ဒီပကြီးကားတွေကိုမြင်လိုက်ရတဲ့စက္ကန့်ပိုင်းကတည်းကသူ့ရဲ့နှလုံးသားထဲမှာကျမကဘလောက်အထိအရေးပါလဲဆိုတာကိုကောင်းကောင်းသဘောပေါက်သွားခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်သူပြောတဲ့စကားတိုင်းကိုကျမအကျွမ်းမဲ့ယုံကြည်ပါတယ်အဲ့ဒီအချိန်မှာပဲကျမရဲ့စိတ်ထဲမှာအလွန်ကျေးဇူးတင်မိပါတယ်ကျမရဲ့အမှောင်ဆုံးအချိန်တုန်းကရှက်ရှောင်ကိုရွေးချယ်ခဲ့မိလို့ကျေးဇူးတင်မိတယ်လို့အခက်အခဲတွေအားလုံးကိုကြော်ဖြတ်ပြီးတဲ့နောက်မှာလည်းကျမတို့နှစ်ယောက်အတူတူလက်လျှောက်ခွင့်ရခဲ့လို့ကျေးဇူးတင်မိပါတယ်ရှက်ရှောင်ဟာသူ့ရဲ့အတိတ်ကအပျော်ပါးမှတ်တဲ့နေ့ရက်တွေကိုအပြီးအပိုင်းဆွန့်လွတ်လိုက်ပါတယ်အိမ်တော်ရဲ့ကိစ္စရက်တွေကိုစီမံတာနဲ့မလွဲမရှောင်တာတဲ့လူမှုရေးကိစ္စတွေကလွယ်ရင်ကြန့်ရှိတဲ့အချိန်တိုင်းကိုကျမနဲ့အတူတူကုန်လုံးစေခဲ့ပါတယ်ຫນွေဦးရာသီရောက်တဲ့အခါမှာတော့သူဟာကျမနဲ့အတူဥယျာဉ်ထဲမှာပန်းပင်လေးတွေကိုအတူတူစိုက်ပျိုးလေးရှိပါတယ်
တရက်မှာတော့ရှက်ရှောင်တဲ့ကျမတို့ဟာမင်းသမီးကြီးရဲ့ဥယျာဉ်တော်မင်္ဂလာပွဲသို့ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။အဲ့ဒီနေရာဟာအလွန်စီကားနေခဲ့ပြီးမြို့တော်ထဲကဂုံတရေရှိမိသားစုဝင်တွေတခင်လေးတွေနဲ့တခင်မလေးတွေအမြောက်များရောက်ရှိနေကြတာဖြစ်ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးတောင်းတောင်းဖြတ်ဖြတ်နဲ့ဆူညံနေခဲ့ပါတယ်။ကျမကတော့ရင်းနှီးတဲ့မိတ်ဆွေအချို့နဲ့အတူရှောက်လိုက်ရင်ပန်းပန်တွေကိုကြည့်ရှုခံစားနေတဲ့အချိန်မှာတင်အနောက်ဘက်ကနေရင်းနှီးနေပြီးလုံးဝမကြားချင်တဲ့လေတံတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒီအတန်ကတော့မတွေ့ရတာကြာပြီးတော့မင်းနေကောင်းရဲ့လားဆိုတာပဲဖြစ်ပါတယ်။ကျမလှည့်ကြည့်လိုက်တဲ့အခါမှာတော့မလန့်မကန့်မှာရက်နေတဲ့လူယူကျဲကိုတွေ့လိုက်ရပါတယ်။သူဟာအနှဲငယ်အယောင်လွင့်ပြင်းနေတဲ့အဖြူရောင်ပိုးသားဝတ်စုံကိုဝတ်ဆင်ထားခဲ့ပါတယ်။သူဟာတိတိတတာကိုပိန်ကျသွားခဲ့ပြီးမျက်ဝန်းတွေကလည်းညိုမဲနေကမျက်နှာတစ်ခုလုံးမှာပင်ပန်းနွမ်းနယ်မှုတွေပြည့်နေခဲ့ပါတယ်။ဒါပေမဲ့သူကကျမရဲ့မျက်နှာကိုသူ့ရဲ့အသိဉာဏ်ထဲမှာထာဝရကပြည့်တင်ထားခြင်းသူမျိုးစိုက်ကြည့်နေခဲ့ပါတယ်။ရှစ်ဆောင်ရဲ့မျက်နှာထားဟာချက်ချင်းတင်းမှခတ်ထန်သွားခဲ့ပါတယ်။သူကစိတ်အလိုလျောက်ပဲကျမရဲ့ရှေ့မှာကာစီရက်လိုက်ပြီးလူတခင်လေးဒါဟာမင်းသမီးကြီးရဲ့ဥယျာဉ်ပွဲတော်ဖြစ်တဲ့ကိုနေရာကိုတိပါလို့အေးဆက်ဆက်ပြောဆိုလိုက်ပါတယ်။လူယူကျဲကတော့သူ့ကိုလုံးဝဂယုမဆိုင်တော့ပဲကျမကိုသာစိုက်ကြည့်ရင်တိုးညင်းပြီးနာကြီးလာတဲ့လေတံနဲ့စီရှိမင်းကောင်းကောင်းမွန်မွန်နေထိုင်နေရတယ်ဆိုတာသိုံနဲ့တင်ငါအတွက်လုံလောက်နေပါပြီ။ဒါပေမဲ့ငါလက်မလွတ်နိုင်ဘူးလုံးဝလက်မလွတ်နိုင်ဘူးငါစုယူမှုကိုကွာရှင်းလိုက်ပြီးအခုငါလွတ်လပ်သွားပြီဖြစ်လို့ငါ့ကိုနောက်ထပ်အခွင့်အရေးတစ်ခုလောက်ထပ်ပေးပါဦးလို့တောင်းပန်ခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်ကလူတွေအကုန်လုံးရဲ့မျက်ဝန်းတွေဟာကျမတို့စီတို့ချက်ချင်းရောက်ရှိလာခဲ့ကြပြီးစူဆန်းဝေဖန်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေကြပါတယ်။ကျမရဲ့မျက်နှာဟာပပြင်းကနေနိုင်ရွက်အထိရှက်စိတ်နဲ့ဒေါသစိတ်တွေကြောင့်ချက်ချင်းနီးမြန်းသွားခဲ့ရပါတယ်။ကျမကလူယူကျဲကျမမင်းကိုရှင်းရှင်းလင်းလင်းပြောပြီးပြီမဟုတ်လားရှက်ရှောင်နဲ့ကျမကအလုံးပြောရှင်စရာကောင်းတဲ့အိမ်တော်ရေးကိုပိုင်ဆိုင်ထားတာမို့လို့ကိုတိတ်ခါရှိအောင်နေပါလာပြီးစူပူမနေပါနဲ့တော့လို့ဆိုလိုက်ပါတယ်။ဒါပေမဲ့လူယူကျဲကအနာတို့ပိုမိုတိုးကပ်လာခဲ့ပြီးသူ့ရဲ့မျက်ဝန်းတွေဟာယူတုံမှုတွေနဲ့ပြည့်နေခဲ့ပါတယ်။သူကစီရှိမင်းကအပေါ်စိတ်ဆိုးနေတော့မဲဆိုတာငါသိပါတယ်။ဒါပေမဲ့ငါတကယ်မှသွားခဲ့မှန်သဘောပေါက်ပါပြီ။အဲ့ဒီတုန်းကငါစိတ်ယူပေါက်သွားခဲ့မိတာပါငါ့ကိုအမပြင်ဆင်ခွင့်အခွင့်အရေးတစ်ခုလောက်ပဲပေးပါငါဘာမှထပ်ပြီးမတောင်းဆိုတော့ပါဘူး။မင်းရဲ့ဘေးနားမှာပဲရှိနေခွင့်ပြုပါလို့တွတ်တောင်းပန်ပါတော့တယ်ရှက်ရှောင်ကတော့အဲ့ဒီစကားတွေကိုဆက်ပြီးတီးမခံနိုင်တော့ပါဘူး။သူကအရှိတို့တလန်းတိုးလိုက်ပြီးလူယူကျဲရဲ့မျက်နှာတက်ကိုလက်သီးနဲ့ပြင်းထန်စွာထိုးနှက်လိုက်ပါတော့တယ်ယူကျဲဟာနောက်သူ့ခြေလမ်းနဲ့ငယ်ရိမ့်ထိုးသွားခဲ့ပြီးနှက်ခမ်းတောင်းကနေသွေးဆက်တွေချက်ချင်းစီးကြလာခဲ့ပါတယ်ရှက်ရှောင်ကသူ့ကိုဒေါသတကြီးလက်ညှိုးထိုးပြီးလူယူကျဲမင်းရဲ့ကံတရားကိုလာပြီးမဆမ်းပါနဲ့စီရှိကမင်းကိုအပြတ်သက်ပြောဆိုပြီးမဟုတ်လားလို့ဟိန်းဟောက်လိုက်ပါတော့တယ်ရှက်ရှောင်ကဒေါသတကြီးနဲ့မင်းသူနာကိုနောက်တစ်ခါထပ်တိုးကြည့်စမ်းငါမတတိပေးခဲ့ဘူးလို့မပြောနဲ့လို့ဟိန်းဟောက်လိုက်ပါတယ်ဘေးပတ်ဝန်းကျင်ကလူတွေအကုန်လုံးဟာရှက်ရှောင်ရဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့ဒေါသတကြီးအော်ဟစ်တန်ကြောင့်လန့်ဖြန့်သွားကြပါတယ်မင်းသမီးကြီးကလည်းအခြေအနေမကောင်းမှန်းသိလိုက်တာမို့ကိစ္စရက်တွေကိုဝင်ရောက်ဖြန့်ဖြေဖို့လူတွေကိုအလင်းအဆလို့ဆေးလွတ်လိုက်ပါတယ်သူတို့ကလူတခင်လေးကျေးဇူးပြုပြီးစိတ်အေးထားပြီးစကားပြောကြပါဥယျာဉ်တော်ပွဲတော်ရဲ့အရှိန်အဝါကိုလာပြီးမဖြတ်စည်းပါနဲ့တော့လို့တားဆီးကြပါတယ်လူယူကျဲကသူ့ရဲ့နှက်ခမ်းတောင်းကသွေးဆက်တွေကိုတုပ်လိုက်ပါတယ်သူ့ရဲ့မျက်ဝန်းတွေကတော့ပုံမူပြီးယူသွယွင်းလာခဲ့ပါတယ်သူကကျမကိုကြည့်ပြီးကြိုးစီရှိမင်းတကယ်ပဲဒီလောက်တောင်နှလုံးသားမရှိရတာလားငါတို့ကြားမှာဆယ်စုနှစ်တခုမကရှိခဲ့တဲ့တန်ရောစင်တွေကိုဘာမှမဟုတ်တယ်လို့မျိုးချက်ချင်းဖြတ်တောက်ပစ်လိုက်တာလားမင်းငယ်ငယ်တုန်းကငါနောက်ကိုထာဝရလိုက်ပါမယ်လို့ပြောခဲ့တာတွေကိုမေ့သွားပြီလားမင်းကိုရံမှုဖို့လုပ်နေတဲ့ခွေးအုပ်ကိုငါမောင်းထုတ်ပေးခဲ့တာကိုရောမေ့သွားပြီလားငါတို့နှစ်ယောက်မက်မုံပန်းပင်အောက်မှာအတူတူထားခဲ့ကြတဲ့ဂရိတစ္ဆာတွေကိုမေ့သွားပြီလားအဲ့ဒီအရာတွေအကုန်လုံးကိုမင်းဘယ်လိုလုပ်ပြီးမေ့ပြစ်နိုင်ရတာလဲလို့အော်ဟစ်ပောက်ကွဲပါတော့တယ်ကျမကတော့အသက်ကိုပြင်းပြင်းရှူလိုက်ပြီးအေးဆက်ဆက်မျက်ဝန်းတွေနဲ့ကြည့်ကလူယူကျဲအဲ့ဒါတွေအကုန်လုံးကအတိတ်ကအရာတွေပါမင်းကိုယ်တိုင်ပဲငါတို့ကြားကအရာအလုံးကိုဖျက်ဆီးခဲ့တာမင်းစုယူမှုကိုလက်ထပ်လိုက်တဲ့စက္ကန့်ပိုင်းကလေးကငါတို့ကြားကကိစ္စတွေအကုန်လုံးပြီးဆုံးသွားခဲ့ပြီးဘယ်တော့မှနောက်ပြန်လှည့်လို့မရတော့ဘူးနောက်နောင်ကြရင်အတိတ်ကအကြောင်းအရာတွေကိုထပ်ပြီးမပြောပါနဲ့တော့ငါနောက်ကိုလည်းထပ်ပြီးလိုက်မနှောက်ရှက်ပါနဲ့လို့ပြက်ပြက်တသားပြောဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကျမဟာရှက်ရှောင်ရဲ့လက်ကိုဆွဲကင်ပြီးအဲ့ဒီနေရာကနေတန်းတန်းမတ်မတ်ထွက်ခွာလာခဲ့ပါတယ်လူရွာဒီကျဲတယောက်တည်းလူအိုက်တယောက်လိုဘေးပတ်ဝန်းကျင်ကလူတွေရဲ့ဝေဖန်ခဲ့ရတဲ့မျက်ဝန်းတွေကြားမှာအထီးကျန်စွာကြံရစ်ခဲ့ပါတော့တယ်ရှက်ရှောင်ကကျမရဲ့လက်ကိုတိတ်တဆိတ်ပုံမတင်းကျပ်စွာဆွဲကင်ထားလိုက်ပါတယ်သူ့ရဲ့လက်ဖြားထက်ကနှွေးထွေးမှုတွေကကျမရဲ့ရင်ထဲမှာရှိတဲ့နောက်ဆုံးသောမအီမတာဖြစ်မှုတွေကိုအရေးပြောပျောက်ကွယ်သွားစေပါတယ်သူကမထိုက်တန်တဲ့လူတစ်ယောက်အတွက်နဲ့ဝမ်းနည်းမနေပါနဲ့ဇီရှိကိုမင်းကိုကြံရှိတဲ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာသူမင်းအပေါ်ကောင်းခဲ့တာထက်အစာပေါင်းရာချီအစာပေါင်းထောင်ချီပြီးပိုကောင်းအောင်ထားပါမယ်လို့ကတိဆိုပါတယ်ကျမကသူ့ရဲ့ပခုံးကိုမိတွဲလိုက်ပြီးတိုးတိုးလေးနဲ့မင်းရှိနေတဲ့တိတော့ကျမဘာကိုမှမကြောက်တော့ပါဘူးလို့ပြောလိုက်ပါတယ်ဥယျာဉ်ပွဲတော်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်တွေဟာမြို့တော်တစ်ခုလုံးကိုအလင်းအဆလိုပြန့်နှံ့သွားခဲ့ပါတယ်။လူယူကျဲဟာလူအများရဲ့လှောင်ပြောင်စရာအမုန်းတော်ကောင်ဖြစ်သွားခဲ့ရပါတယ်။လူတွေကသူဟာကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ထားပါလျက်နဲ့မိမိဘာသာဖျက်ဆီးပစ်ခဲ့ပြီးအခုချိန်မှာတော့အိမ်အောင်ပြုပြီးသားဖြစ်တဲ့ရီစားဟောင်းနောက်ကိုတကောက်ကောက်လိုက်နေတယ်ဆိုပြီးဝေဖန်ကြပါတယ်။စုယူမိုးရဲ့ဘဝကလည်းမကောင်းမွန်လှပါဘူး။လူယူကျဲသူ့ကိုကွာရှင်းလိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ဂုဏ်သိက္ခာဟာအဖက်ဆယ်မရအောင်ပျက်စီးသွားခဲ့ရပါတယ်။စုမိသားစုကလည်းအဆက်ကွဲလွန်းတာကြောင့်သူ့ကိုအိမ်တော်ထဲသို့ပြန်လည်လက်ခံခြင်းမရှိဘဲနှင်ထုတ်ခဲ့ပါတယ်။သူဟာတခြားရွေးချယ်စရာမရှိတာကြောင့်ဝေးလံတဲ့ဆွေမျိုးတွေစီမှာတွားရောက်ခိုလုံခဲ့ရပြီးတခြားသူရဲ့အမိုးအကာအောက်မှာနေထိုင်ရတာဟာဘလို့မှမလွယ်ကူခဲ့ပါဘူးသူဟာအမြဲတမ်းနှိမ်ချဆက်ဆံခြင်းခံခဲ့ရပြီးနှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့လူယူကျဲကကျမနောက်ကိုတကောက်ကောက်လိုက်နေတော့မဲဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့သူဟာလူယူကျဲနဲ့အဆင်ပြေပြေပြန်လည်စတင်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့မြို့တော်စီသို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်
တရက်မှာတော့ကျမအိမ်တော်ထဲမှာအစီကံမိန်းကလေးတွေနဲ့အတူမုတ်လို့ဖို့ပြင်ဆင်နေတဲ့အချိန်မှာတင်ဘဲကနေထွက်ပေါ်လာမှမသိတဲ့စူညံအော်ဟစ်တန်တွေနဲ့ငိုယိုတန်တွေအပြင်ဘက်ကနေထွက်ပေါ်လာခဲ့ပါတယ်အစီကံမိန်းကလေးတယောက်အပြေးလွှားဝင်လာပြီးစုယူမှုအိမ်တော်ကိဝါကိုရောက်ရှိနေပြီးကျမကိုတွေးခွင့်ပေးဖို့စူပူတောင်းကျမ်းနေကြောင်းလာရောက်သတင်းပို့ပါတယ်ရှက်ရှောင်ရဲ့မျက်နှာဟာချက်ချင်းတင်းမာသွားခဲ့ပြီးအေးဆက်ဆက်လေးတန်နဲ့သူ့ကိုအခုချက်ချင်းမောင်းထုတ်လိုက်ငါရဲ့အိမ်တော်နားမှာဒီလိုညစ်ပတ်တဲ့အရာမျိုးတွေရှိနေတာကိုငါအလိုမရှိဘူးလို့အမိန့်ပေးပါတယ်ဒါပေမဲ့စုယူမှုကတော့ထွက်ခွာသွားခြင်းမရှိဘဲပိုမိုကျလောင်စွာအော်ဟစ်နေခဲ့တာကြောင့်အပြင်ဘက်မှာလူအုပ်ကြီးတရေရေစုဝေးလာခဲ့ပါတယ်တကယ်လို့ကျမတို့သူ့ကိုအထက်ကိုပေးမဝင်ဘူးဆိုရင်ဒီကိစ္စကပိုမိုကြီးထွားလာပြီးအိမ်တော်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်မှန်းကျမသိပါတယ်ကျမတက်ပြင်းချလိုက်ပြီးအစီခံကိုသူ့ကိုအထက်ကိုခေါ်လာဖို့ပြောလိုက်ပါတယ်စုယူမှုဟာဝင်းချန်တဲ့ကိုရှောက်လန်းလာခဲ့ပါတယ်သူ့ရဲ့အဝတ်စားတွေကစုပ်ပြဲနေပြီးဖီရိုဖီရဲဖြစ်နေခဲ့ကသပင်တွေကလည်းရှုပ်ပွားနေပြီးမျက်နှာထက်မှာလည်းဒဏ်ရာအမာရွတွေရှိနေခဲ့ပါတယ်သူဟာတကယ်ကိုပျက်စီးယိုယွင်းနေတဲ့ပုံစံပေါက်နေခဲ့ပါတယ်ကျမကိုမြင်လိုက်ရတဲ့စက္ကန့်ပိုင်းမှာတင်သူကအရှိတူဒေါသတကြီးပြေးဝင်လာပြီးကျမရဲ့စပင်ကိုလှမ်းဆွဲဖို့ကြိုးစားရင်းကြိုးစီရှိနေလို့ဆုံးမနေငါဘဝကိုဖျက်ဆီးပစ်တာအကုန်လုံးကနှင်းကြောင်ဖြစ်ရတာလို့အော်ဟစ်ပါတယ်ရှက်ရှောင်ကတော့အလွန်လင်မြန်လာပါတယ်သူကျမစီမရောက်ခင်မှာတင်စုယူမှုကိုအနောက်တို့အရှိန်နဲ့တွန်းထုတ်လိုက်ပါတယ်စုယူမှုဟာနောက်တို့ခြေလန်းနဲ့ငယ်ရိမ့်ထိုးသွားခဲ့ပြီးမြေပြင်ပေါ်သို့အရှိန်နဲ့လဲကျသွားခဲ့ပါတယ်သူကမြေပြင်ပေါ်မှာတင်လဲချရင်အာရပါရငိုယိုကာကြိုးစီရှိငါနဲ့အပေါ်ဘာရီမားတာလုံးမိလို့လဲဘာဖြစ်လို့ငါအပေါ်ဒီလိုမျိုးဆက်ဆံရတာလဲတကယ်လို့နင်သာမရှိခဲ့ဘူးဆိုရင်လူယူကျဲကငါ့ကိုဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးနင်ကငါတို့ကြားမှာရန်တိုက်ပေးခဲ့တာနင်ကငါ့ကိုဒီလိုအခြေအနေမျိုးရောက်အောင်တွန်းပို့ခဲ့တဲ့အကြောင်းရင်းပဲလို့အော်ဟစ်ငိုယိုပါတယ်ကျမကတော့သူ့ကိုကြည့်ရင်စာနာစိတ်တစ်ဆက်ကလေးများမရှိခဲ့ပါဘူးဒီအရာတွေအကုန်လုံးကသူကိုယ်တိုင်အစပြုခဲ့တဲ့ရလဒ်တွေသာဖြစ်ပါတယ်အတိတ်တုန်းကကျမနဲ့လူယူကျဲကြားမှာရည်ရွယ်ချက်ရှိရှိတွေးခွဲခဲ့တာလဲသူပဲဖြစ်တယ်လို့လူယူကျဲကိုလိုလားလားနဲ့လက်ထပ်ခဲ့တာလဲသူပဲဖြစ်ပါတယ်အခုချိန်မှာအရာအလုံးပျက်စီးသွားတဲ့အခါမှာတော့ဒါဟာသူ့ရဲ့ကံတရားသာဖြစ်ပါတယ်ကျမကတည်ငြိမ်စွာနဲ့ပဲမင်းလူယူကျဲကိုလက်ထပ်ခဲ့တုန်းကမင်းမာရီရွေးချယ်ခဲ့လဲဆိုတာမင်းကိုယ်တိုင်အသိဆုံးပါနှလုံးသားထဲကနေမင်းဘာတွေလုပ်ခဲ့လဲဆိုတာကောင်းကောင်းသဘောပေါက်မှာပါတကယ်လို့မင်းသားအဲ့ဒီတုန်းကသူ့ကိုမထောင်ချောက်ဆင်ခဲ့ဘူးဆိုရင်လူယူကျဲကငါအပေါ်ဘယ်တော့မှအထင်လွဲမှာမဟုတ်ဘူးသူ့ကိုလက်ထပ်တာကလည်းမင်းရဲ့ရွေးချယ်မှုပဲကွာရှင်းတာကလည်းမင်းရဲ့ရွေးချယ်မှုပဲမင်းနဲ့လူယူကျဲကြားမှာဘာပဲဖြစ်ဖြစ်ငါနဲ့လုံးဝမသက်ဆိုင်ဘူးမင်းဒီနေ့ဒီလိုအခြေအနေမျိုးရောက်ရတာဘယ်သူကမှအပြစ်တင်လို့မရဘူးမင်းကိုမင်းပဲအပြစ်တင်ပါလို့ပြက်ပြက်တသားပြောဆိုလိုက်ပါတယ်စုယူမှုကကျမကိုမောကြည့်လိုက်ပြီးသူ့ရဲ့မျက်ဝန်းတွေထဲမှာမုန်းတီးမှုအစိတ်တောက်တွေပြည့်နေနေခဲ့ပါတယ်သူကနင်းလိမ့်နေတာအကုန်လုံးကနင်းအပြစ်တွေကြီးပဲတကယ်လို့နင်းသာမရှိခဲ့ဘူးဆိုရင်လူယူကျဲရဲ့နှလုံးသားထဲမှာနင်းတယောက်တည်းရှိနေမှာမဟုတ်ဘူးငါဒီတိုင်းလွတ်မထားဘူးလုံးဝလွတ်မထားဘူးလို့အော်ဟစ်ပါတယ်ရှက်ရှောင်ကအရှိတူတလန်းတိုးလိုက်ပြီးမျက်ဝန်းတွေကရေခဲလိုအေးဆက်နေခဲ့ပါတယ်သူကစုယူမှုမင်းနောက်ထပ်စကားတခွန်းထပ်ပြီးရှောက်ပြောရင်တော့ငါအခုလိုရင်ကြေးကြေးဆက်ဆံနေမှာမဟုတ်ဘူးအခုချက်ချင်းထွက်သွားလို့အမိတ်ပေးပါတယ်စုယူမှုလဲဒီနေရာမှာဆက်နေရင်ဘာမှအကျိုးအမြတ်ရရှိမှာမဟုတ်မှန်းသိတာမို့ကျမကိုမုန်းတီးစရာမျက်ဝန်းတွေနဲ့နောက်ဆုံးတစ်ချက်ကြည့်ပြီးအပြင်ဘက်သို့ရိမ့်ထိုးရင်းအလောတကြီးပြေးထွက်သွားပါတော့တယ်အဲ့ဒီအဖြစ်အပျက်တွေပြီးဆုံးသွားတဲ့အခါမှာတော့လူရွေကျဲဟာအချိန်တော်ကြာအောင်တိတ်ဆိတ်သွားခဲ့ပါတယ်ကျမကတော့သူ့နောက်ဆုံးမှာစိတ်မှန်ပြန်ရသွားခဲ့ပြီးကျမကိုထာဝရလာရောက်မနှောက်ယှက်တော့ဘူးလို့ထင်မှတ်နေခဲ့မိပါတယ်ဒါပေမဲ့သူဟာဒီထက်မှကပုံမူပြီးယူသွတ်တဲ့အရာတစ်ခုကိုလှုပ်ဆောင်လိမ့်မယ်လို့လုံးဝထင်မှတ်မထားခဲ့ပါဘူးအဲ့ဒီနေ့ကရှက်ရှောင်ဟာနေဆက်ဒေတာရဲ့စီးရေးကိစ္စရပ်တွေကိုစီမံဖို့အတွက်အိမ်တော်ကနေခိတ္တထွက်ခွာသွားခဲ့ပါတယ်အိမ်တော်ထဲမှာကျမနဲ့အစီကံချို့သာကြန့်ရှိနေခဲ့တာဖြစ်ပါတယ်ညနေတန်းကောင်ချိန်မှာကျမစာကြည့်ခန်းထဲမှာစာဖတ်နေစဉ်မှာလည်းအပြင်ဘက်ကနေထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်ကျမကတစုံတစ်ယောက်အိမ်တော်ထဲကိုခိုးဝင်လာလားဆိုပြီးထင်မှတ်ကအစီကံကိုချက်ချင်းခေါ်လိုက်ပါတယ်အစီကံမိန်းကလေးကအပြင်ဘက်ကိုတွားရောက်စစ်ဆေးခဲ့ပေမဲ့ဘာမှမရှိကြောင်းပြန်လည်ပြောကြားခဲ့တာကြောင့်ဂျွန်မလဲတက်ပြင်းချလိုက်ပြီးစာအုပ်ကိုဆက်လက်ဖတ်ရှုနေခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာတင်စာကြည့်ခန်းတကားကြီးကိုအရှိန်နဲ့ကန်ဖွင့်လိုက်တန်ကြားလိုက်ရပါတယ်လူယူကျဲဟာအခန်းထဲသို့ဒေါသတကြီးပြေးဝင်လာခဲ့ပါတယ်သူ့ရဲ့မျက်ဝန်းတွေဟာတွေးဆုံမြင်မြန်းနေခဲ့ပြီးမျက်နှာတစ်ခုလုံးမှာလည်းယူသွမှုတွေပြည့်နေနေခဲ့ပါတယ်သူကငါနောက်ဆုံးတော့အခွင့်အရေးရပြီးရှက်ရှောင်မရှိတော့ဘူးငါနဲ့အတူလိုက်ခဲ့ဆက်ငါမင်းကိုတခြားနေရာတစ်ခုကိုခေါ်သွားမယ်ဘယ်သူမှငါတို့ကိုလာပြီးမနှောက်ယှက်နိုင်တဲ့နေရာမျိုးပေါ်ငါတို့အစားကနေပြန်စားကြရအောင်လို့ဆိုပါတယ်ကျမဟာတကူလုံးတုံရင်သွားခဲ့ရပြီးအနောက်သို့အလင်းစလိုဆုတ်ခွာလိုက်ပါတယ်ကျမကငါနာကိုမတိုးနဲ့လူယူကျဲမင်းတကယ်ပဲယူသွားပြီလားရှက်ရှောင်ကအချိန်မရွေးပြန်ရောက်လာတော့မှမင်းအခုချက်ချင်းထွက်သွားလို့တတိပေးပါတယ်ဒါပေမဲ့လူယူကျဲကတော့အနာသို့ပိုမိုတိုးကပ်လာခဲ့ပြီးသူ့ရဲ့မျက်နှာထက်မှာကောက်ကျစ်ပြီးယူသွလာတဲ့အပြုံးကြီးတစ်ခုရှိနေခဲ့ပါတယ်သူကဟင်းအင်းသူပြန်မလာနိုင်တော့ဘူးငါလမ်းမှာတင်သူ့ရဲ့မြင်းကိုမြားနဲ့ပစ်ဖို့လူလွတ်ထားခဲ့ပြီးသူဘယ်တော့မှပြန်မလာနိုင်တော့ဘူးငါနဲ့အတူလိုက်ခဲ့ပါငါတို့နှစ်ယောက်ဘယ်တော့မှခွဲခွာကြမှာမဟုတ်တော့ဘူးလို့ဆိုပါတယ်ကျမကတော့သူ့ကိုကြည့်ရင်ဒီလိုပျက်စီးယိုယွင်းပြီးထိတ်လန့်စရာကောင်းတဲ့ပုံစံကိုကြည့်ရင်ရင်ထဲမှာစစ်မှန်တဲ့ထိတ်လန့်တုန်လှုပ်မှုကြီးခံစားလိုက်ရပါတယ်ကျမကမင်းတကယ်ပဲရှက်ရှောင်ကိုရံမှုဖို့လုပ်ခဲ့တာလားလို့မေးလိုက်ပါတော့တယ်ကျမကလူယူကျဲမင်းကတော့တကယ်ကိုပြုပြင်လို့မရတဲ့လူတစ်ယောက်ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှတဲ့အပြင်ဘက်ကနေမြန်ဆန်လွန်းလာတဲ့ခြေတံတွေတရိပ်ရိပ်ထွက်ပေါ်လာခဲ့ပါတယ်ရှက်ရှောင်ဟာသူ့ရဲ့အဆောင်ရှောက်တွေနဲ့အတူအခန်းထဲသို့ရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်တကယ်တော့ရှက်ရှောင်ဟာလူယူကျဲတယောက်စိတ်ယူပေါက်ပြီးမိုင်းမဲတဲ့အရာတစ်ခုခုလှုပ်ဆောင်လိုက်မယ်ဆိုတာကိုကြိုတင်တွေးဆထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲကျမကိုကာကွယ်ဖို့အတွက်အဆောင်ရှောက်တွေကိုအိမ်တော်မှာကြိုတင်ပြီးလှုပ်ဝက်တာဝန်ချထားခဲ့တာဖြစ်ပါတယ်သူကလူယူကျဲကိုတစ်ချက်ကြည့်လိုက်ပြီးမျက်နှာတစ်ခုလုံးကြောက်တုံးကြီးတစ်ခုလိုအေးဆက်ခတ်ထန်သွားခဲ့ပါတယ်သူကလူယူကျဲမ
မင်းဘလောက်တောင်တက်တီကောင်းနေလဲငါရဲ့အိမ်တော်တွေကိုအတင်းကျပ်ဖောက်ထွင်းဝင်ရောက်ယုံတင်မကဘူးဇီရှီကိုပါရံမှုဖို့စူးစမ်းနေတာလားလို့ဟိန်းဟောက်လိုက်ပါတယ်လူယူကျဲဟာရှက်ဆောင်ကိုမြင်လိုက်ရတဲ့အခါမှာတော့စွန့်ပြီးတောက်တင်းသွားခဲ့ပါတယ်သူဟာရှက်ဆောင်ဒီလောက်အထိမြ мян ဆန်ဆန်ပြန်ရောက်လာလိမ့်မယ်လို့လုံးဝမျှော်လင့်မထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူစိတ်ပြန်လဲရရှိသွားတဲ့စက္ကန့်ပိုင်းမှာတင်ရှက်ဆောင်ကိုချင်းချောက်ဖို့အတွက်ကျမကိုဓာတ်ဆခံဖြစ်ဖန်ဆီးရန်ကျမရှိရာစီတို့အတင်းကျပ်ပြေးဝင်လာပါတော့တယ်ဒါပေမဲ့အဆောင်ရှောက်တွေကတော့သူ့ထက်ပိုမိုမြန်ဆန်လာပါတယ်သူတို့ကလူယူကျဲကိုမြေပြင်ပေါ်သို့အရှိန်နဲ့ဖိနှိပ်ပြီးအသေးချချုပ်ကိုင်းထားလိုက်ကြပါတယ်ရှက်ဆောင်ကအခန်းကိုဖျက်လျှောက်လာခဲ့ပြီးကျမကိုသူ့ရဲ့ရင်ခွင်ထဲသို့ဆွဲပွေးလိုက်ပါတယ်သူ့ရဲ့လေတံထဲမှာတော့ထိတ်လန့်ကြောက်ရွံ့မှုတွေကြောင့်တုန်ရင်နေခဲ့ပါတယ်သူကစီရှိမင်းအစဉ်ပြေရဲ့လားသူမင်းကို6လက်လိုက်သေးလားလို့မေးပါတယ်ကျမကခေါင်းခါရမ်းလိုက်ပြီးသူ့ရဲ့ရင်ခွင်ကိုမိတွဲရင်းကျမအစဉ်ပြေပါတယ်ရှက်ဆောင်မင်းပြန်ရောက်လာတာကိုမြင်ရတာတကယ်ပဲဝမ်းသာပါတယ်လို့ပြောလိုက်ပါတယ်သူကကျမရဲ့ဆန်ရွယ်တွေကိုအตาအရာတုတ်တင်ပေးရင်ဒါအကုန်လုံးကငါအဖြစ်တွေပါမင်းကိုဒီအိမ်တော်မှာတယောက်တည်းမထားခဲ့တင်ဘူးမင်းကိုဒီလိုထိတ်လန့်စရာအခြေအနေမျိုးကြုံတွေ့ရအောင်လုပ်မိတဲ့အတွက်တကယ်ပဲတောင်းပန်ပါတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့သူဟာမြေပြင်ပေါ်မှာချုပ်ကင်ခံထားရဆဲဖြစ်တဲ့လူယူကျဲဘက်သို့လှည့်ကြည့်လိုက်ပါတယ်သူ့ရဲ့မျက်ဝန်းတွေဟာရေခဲလိုအေးဆက်နေခဲ့ပါတယ်သူကလူယူကျဲမင်းကငါဇနီးကိုအချိန်ချင်းအထက်ထက်နှောက်ယှက်ခဲ့ရုံတင်မကဘူးအခုဆိုရင်ငါအိမ်တော်ထဲအထိဖောက်ထွင်းဝင်ရောက်ပြီးသူ့ကိုနာကျင်အောင်လုပ်ဖို့ကြိုးစားခဲ့တယ်မင်းကမျိုးသားမင်းအိမ်တော်ကိုဒီလောက်တောင်အနိုင်ကျင့်ရလွယ်တဲ့နေရာတစ်ခုလို့ထင်မှတ်နေတာလားသူ့ကိုဆွဲခေါ်သွားကြစမ်းအာဏာပိုင်တွေလက်ထဲကိုအနံလိုက်သူလုပ်ခဲ့တဲ့မိုင်မဲမှုမှန်သမျှအတွက်ဥပဒေတိုင်းထိုက်ထိုက်တန်တန်အပြစ်ပေးခံရအောင်ငါကိုယ်တိုင်လှုပ်ဆောင်မယ်သူကတော့ပြီးသွားပါပြီလို့ပြက်ပြက်သားသားမိတ်ပေးပါတယ်အဆောင်ရှောက်တွေကလူယူကျဲကိုအပြင်ဘက်သို့အတင်းကျပ်ဆွဲခေါ်သွားကြပါတယ်သူကတော့ရုန်းကန်လှုပ်ရှားရင်းကြိုးစီရှိငါမင်းကိုတကယ်ပဲချစ်တာပါမင်းငါအပေါ်ဒီလိုမျိုးမရက်ဆက်ပါနဲ့ရှက်ဆောင်နေလိုကောက်ချစ်စင်းလဲတဲ့မွေဆိုးကောင်ငါကိုအခုချက်ချင်းလွတ်လို့အော်ဟစ်ပေါက်ကွဲနေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အော်ဟစ်ဆဲဆိုတန်တွေကဘာကူမှပြောင်းလဲပြစ်နိုင်ခြင်းမရှိခဲ့ပါဘူးသူဟာအဝေးသို့ဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်ရှက်ဆောင်ကကျမကိုတင်းကျပ်စွာဖတ်ထားလိုက်ပြီးအချိန်တော်ကြာအောင်စကားတခုမှမဆိုခဲ့ပါဘူးကျမကတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးတုံရင်နေတာကိုကောင်းကောင်းခံစားမိပါတယ်သူဟာကျမကိုဆုံးရှုံးရတော့မလားဆိုပြီးရိုးရိုးသားသားကြီးကျယ်ကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်အာဏာပိုင်တွေကအမှုကိုအလွန်လင်းမြန်စွာစစ်ဆေးခဲ့ပြီးလူယူကျဲကိုတရားစီရင်ခဲ့ပါတယ်။နေအိမ်ဖောက်ထွင်းမှုပြန်ပေးဆွဲရန်ကြံစည်မှုနဲ့အင်ပါယာအရာရှိတအုပ်ပေါ်လုပ်ကြံရန်ကြံစည်မှုစတဲ့ပြစ်မှုတွေအတွက်တပ်တွေအထောက်အထားတွေကအခိုင်အမာရှိနေခဲ့ပါတယ်။ဒါကြောင့်မို့လို့သူ့ကိုထောင်ဒဏ်10နှစ်အပြစ်ပေးဆုံးဖြတ်လိုက်ပါတယ်။မိသားစုကတော့သူ့ကိုကယ်တင်ဖို့အတွက်နေရာအနှံ့အပြားမှာအသေးအတန်စူးစမ်းခဲ့ကြပြီးမိသားစုရဲ့နောက်ဆုံးသောငွေကြေးတနမှန်သမျှကိုပုံအောပြီးတုံးဆွဲခဲ့ကြပါတယ်။ဒါပေမဲ့ရှစ်ဆောင်ကအနောက်ကနေအရာအလုံးကိုကြိုတင်ပြီးစီမံထားခဲ့တာကြောင့်လူမိသားစုရဲ့စူးစမ်းမှုမှန်သမျှဟာအချီးနှီးတာဖြစ်ခဲ့ရပါတယ်။လူမိသားစုရဲ့အိမ်တော်ဦးစီးကြီးဟာဒီလိုကြီးမားတဲ့ရိုက်ခတ်မှုကိုမခံနိုင်တာကြောင့်အပြင်းထန်ဖျားနာခဲ့ရပြီးဘယ်တော့မှပြန်လည်ကောင်းမွန်မလာခဲ့ပါဘူး။လူမိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေအကုန်လုံးပျက်စီးသွားခဲ့ပြီးမကြခင်မှာတင်သူတို့ဟာတညတာအတွင်းမှာပဲဒေဝါလီခံလိုက်ရပါတော့တဲ့တစ်ချိန်ကမြို့တော်မှာထင်ရှားကြော်ကြားခဲ့တဲ့လူမိသားစုဟာဒီလိုမျိုးပဲအဆဆအရာရာပြိုကွဲပျက်စီးသွားခဲ့ရပါတယ်စုယူမိုဟာလူယူကျဲထောင်ဒဏ်ချမှတ်ခံလိုက်ရပြီးလူမိသားစုတစ်ခုလုံးပျက်စီးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့စိတ်အခြေအနေဟာအပြီးပိုင်ပြိုလဲသွားခဲ့ရပါတယ်။သူဆက်လက်ကတ်တွေစရာဘာတစ်ခုမှမကြံရှိတော့တာကြောင့်နောက်ဆုံးမှာတော့လမ်းမတွေပေါ်မှာအသက်ရှင်တန်ဖို့အတွက်တောင်းရန်စားတောက်ရတဲ့သူတောင်းစားဘဝသို့ရောက်ရှိသွားခဲ့ရပါတယ်။တရက်မှာတော့ရှက်ရှောင်နဲ့ကျမတို့ဟာအပြင်ဘက်မှာလမ်းလျှောက်နေစဉ်မလန့်မကန့်မှာရှိနေတဲ့သူ့ကိုလှမ်းမြင်လိုက်ရပါတယ်။သူဟာစုပ်ပြဲနေတဲ့အဝတ်စားတွေကိုဝတ်ဆင်ထားခဲ့ပြီးစပင်းတွေကလည်းအယောင်သွေးကင်းမဲ့ကရှုပ်ပွားနေခဲ့ပြီးမျက်နှာတစ်ခုလုံးမှာလည်းညစ်ပတ်ပေနေခဲ့ပါတယ်။သူဟာလမ်းဘေးမှာဒူးထောက်ရင်ဖြတ်တန်းသွားလာနေတဲ့လူတွေကိုငွေကြေးတောင်းခံနေခဲ့ပြီးသူ့ရဲ့မျက်ဝန်းတွေကတော့လုံးဝအသက်မဲ့ကဟာလာဟင်းလင်းဖြစ်နေခဲ့ပါတယ်။အတိတ်တုန်းကရှိခဲ့ဘူးတဲ့ပြုမှုတွက်ချက်တက်ပြီးကောက်ကျစ်တက်တဲ့အရေးရောင်လေးညပင်ကြက်ရှိမနေတော့ပါဘူးသူ့ကိုကြည့်ရင်ကျမရဲ့စိတ်ထဲမှာဘာခံစားချက်များထွက်ပေါ်မလာခဲ့ပါဘူးဒါဟာသူကိုယ်တိုင်ပြုလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်ထိုက်တန်တဲ့ရလဒ်တစ်ခုသာဖြစ်ပါတယ်နေ့ရက်တွေကတော့တရက်ပြီးတရက်ကုန်လုံးသွားခဲ့ပါတယ်ရှစ်ဆောင်နဲ့ကျမတို့ကြားကတန်ရောစင်ကတော့ပုံမူပြီးခိုင်မြဲလာခဲ့ပါတယ်သူကကျမအပေါ်အတိတ်ကအတိုင်းအမြဲတမ်းအလိုလိုက်ပြီးကျင်နာယူရစေဖြစ်တယ်လို့ကျမသဘောကျတတ်တဲ့အရာမှန်သမျှကိုလည်းအသေးစိတ်ကအစမှတ်မိနေခဲ့ပါတယ်ကျမနေမကောင်းဖြစ်တဲ့အခါမျိုးမှာသူဟာကျမရဲ့ဘေးနားမှာနေရောညပါမအိပ်မနေပဲပြုစုဆောက်ရှောက်ပေးလေးရှိပါတယ်ကျမစိတ်ချနေမကောင်းတဲ့အခါမျိုးမှာလည်းကျမကိုပြုံးရလာအောင်နီလန်းမျိုးစုံနဲ့စူးစမ်းပေးတတ်ပါတယ်ကျမတို့ဟာအခက်အခဲများစွာကိုအတူတူဖြတ်တန်းခဲ့ကြပြီးအဲ့ဒီအတွေ့အကြုံတိုင်းကကျမတို့ရဲ့အချစ်ကိုပိုမိုခိုင်မာစေခဲ့ပါတယ်တနစ်အကြာမှာတော့ကျမမှာရင်သွေးလေးရရှိခဲ့ပါတယ်ရှစ်ဆောင်ဟာအဲ့ဒီသတင်းကိုတီးလိုက်ရတဲ့အချိန်မှတင်အတိုင်းထက်အလွန်ဝမ်းမြောက်ပျော်ရွှင်သွားခဲ့ပါတယ်နေ့တိုင်းသူဟာကျမရဲ့ဘေးနားမှာတင်ဝဲလည်နေခဲ့ပြီးအဆအရာရာကိုအလွန်ဂရုစိုက်ပေးခဲ့ကကျမကိုပင်ပန်းတဲ့အလုံးမှန်သမျှလုံးဝလုပ်ခွင့်မပြုခဲ့ပါဘူးအကောင်းဆုံးအင်ပါယာသမားတော်တွေကိုလည်းအိမ်တော်တို့ပုံမှန်ပိတ်ပြီးကျမရဲ့ကျမ်းမာရေးကိုစစ်ဆေးစေခဲ့ပါတယ်အိမ်တော်တစ်ခုလုံးမှာရှိတဲ့လူတွေအကုန်လုံးကလည်းကျမကိုပဲဗဟိုပြုပြီးလှုပ်ရှားနေကြတာဖြစ်ပြီးကျမမှာအနှဲငယ်များပင်ထိခိုက်ဒဏ်ရာရရှိမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်ကျမရဲ့ရောက်ခမဖြစ်သူကလည်းကျမအတွက်နေ့တိုင်းအာဟာရဖြစ်စေမဲ့စွပ်ပြုတ်မျိုးစုံကိုကိုယ်တိုင်ချက်ပြုတ်ပေးခဲ့ပါတယ်သူဟာသူ့ရဲ့မြေဦးလေးကိုကျန်းမာမာနဲ့တန်တန်ဆွမ်းကဘာမြေပေါ်သို့ရောက်ရှိလာစေဖို့စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်ရှစ်ဆောင်ကျမအတွက်အလုပ်ရှုပ်နေတာကိုကြည်ရင်ကျမရဲ့ရင်ထဲမှာအလုံးပြည့်စုံလာပါတယ်ရှစ်ဆောင်ကျမကိုအစကနဦးအတိုင်းထာဝရချစ်မြတ်နိုးနေတာကိုမြင်တွေ့ရတာဟာကျမရဲ့နှလုံးသားကိုပျော်ရွှင်မှုတွေနဲ့ပြည့်နှက်စေပါတယ်ဒီဘဝမှာကျမလူမှန်ကိုရွေးချယ်မိခဲ့ပြီဆိုတာကောင်းကောင်းသဘောပေါက်
ထောင်ထဲမှာရှိနေတဲ့လူယူကျဲဟာကျမမှာရင်သွေးလေးရရှိသွားပြီဖြစ်ကြောင်းနဲ့ရှက်ဆောင်ကကျမကိုအလွန်အလေးထားတံမိုးထားကြောင်းသတင်းကိုကြားသိလိုက်ရတဲ့အခါမှာတော့သူဟာနောက်တရားတွေနဲ့အတူဘဝကိုနေတိုင်းနာကျင်စွာကုန်လွန်စေခဲ့ပါတယ်။သူဟာမိမိကိုယ်ကိုအပြစ်တင်ရင်တဖြည်းဖြည်းပိန်ချုံသွားခဲ့ရပြီးသူ့ရဲ့စိတ်အခြေအနေကလည်းတဖြည်းဖြည်းပျက်စီးယိုယွင်းလာခဲ့ပါတယ်။သူဟာနေရန်ကိုကြည့်ပြီးကျမရဲ့နာမည်ကိုအော်ဟစ်ကအရာအလုံးအတွက်နောက်တရားကြောင်းပြောဆိုလေးရှိပါတယ်။ဒါပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီးသူပြုလုပ်ခဲ့တဲ့အပြစ်မှန်သမျှဟာသူ့ရဲ့ကြံရှိတဲ့ဘဝတက်တန်းတစ်လျှောက်လုံးတည်ဆောင်သွားရမယ့်ဝတ္ကြွေးတွေသာဖြစ်ပါတယ်။နောက်ပိုင်းမှာသတင်းအရသူဟာထောင်ထဲမှာရန်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးအပြင်းထန်ရိုက်နှက်ခြင်းခံခဲ့ရတာကြောင့်စိုးရိမ်ရတဲ့အခြေအနေတို့ရောက်ရှိသွားခဲ့တယ်လို့သိရပါတယ်။သူဟာဘယ်တော့မှပြန်လည်ကျန်းမာမလာခဲ့ပဲအတိတ်ကပုံစံနဲ့လုံးဝကွဲပြားပြီးလူမွဲတစ်ယောက်လိုဖြစ်သွားခဲ့ရပါတယ်။စုယူမှုကတော့နောက်ပိုင်းမှာသူတစ်ပါးရဲ့ပစ္စည်းတွေကိုခိုးယူရင်းလက်ပူးလက်ချက်ဖမ်းဆီးခြင်းခံခဲ့ရတာကြောင့်ထောင်ထဲသို့ပို့ဆောင်ခြင်းခံခဲ့ရပြီးထောင်ဒဏ်နှဲငယ်ကျခံခဲ့ရပါတယ်။သူထောင်ကနေပြန်လည်လွတ်မြောက်လာတဲ့အခါမှာလည်းဗာတင်ကန်းစာများမရရှိခဲ့ပဲခိုးယူမှုတွေကိုဆက်လက်လှုပ်ဆောင်ကပြဿနာတွေရှာဖွေနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာရန်ပွဲတစ်ခုအတွင်းမှာလူတစ်ယောက်ကိုမတော်တဆတက်မိသွားခဲ့တာကြောင့်တေတံချမှတ်ခြင်းခံခဲ့ရပြီးသူ့ရဲ့တနာစရာကောင်းပြီးဆိုးရွားလာတဲ့ဘဝကတော့ဒီလိုမျိုးပဲနှီးကုံချုပ်သွားခဲ့ရပါတော့တယ်။အချိန်တွေကတော့အလွန်လင်းမြန်စွာကုန်လွန်သွားခဲ့ပါတယ်။ကျမတို့မတိလိုက်ခင်မှာတင်ကျမတို့ရဲ့သားလေးရှက်ရန်ရှိဟာစာပေရောတိုင်းပညာမှာပါထူးချွန်ပြောင်မြောက်တဲ့လူငယ်တစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့ပါတယ်။သူဟာအင်ပါယာစာမှုပွဲကိုအောင်မြင်ခဲ့ပြီးနန်းတော်ထဲမှာအရာရှိတဦးအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ကာဧကရမင်းမြတ်ရဲ့ယုံကြည်ကိုးစားမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။ရှက်ဆောင်ကလည်းမျိုးသားမင်းရဲ့ဘွဲထူးကိုဆက်ခံခွင့်ရရှိခဲ့ပြီးမျိုးသားမင်းအသစ်ဖြစ်လာခဲ့ပါတယ်။ကျမတို့ရဲ့မိသားစုလေးဟာနှွေးထွေးပြီးအဆင်ပြေချုံးမွေးစွာနဲ့ပျော်ရွှင်မှုတွေရေမောတန်တွေပြည့်နှက်နေခဲ့တာကြောင့်မြို့တော်မှာရှိတဲ့လူအပေါင်းရဲ့အားကျစရာအကောင်းဆုံးမိသားစုဖြစ်ခဲ့ပါတယ်။နှစ်စဉ်နှစ်တိုင်းမိထုံပွဲတော်ရောက်တဲ့အခါမျိုးမှာရှက်ဆောင်ဟာကျမနဲ့ကျမတို့ရဲ့သားလေးကိုခေါ်ဆောင်ပြီးမြစ်ပေါ်မှာမိဘုံပြန်တွေကိုအတူတူလွတ်တင်လေးရှိပါတယ်။သူဟာကျမအတွက်တည်တံ့ဖြစ်စေမဲ့ထူးခြားတဲ့မိဘုံလေးတစ်ခုကိုအမြဲတမ်းကိုယ်တိုင်ပြုလုပ်ပေးတတ်ပါတယ်။ဒါဟာကျမတို့လက်မထက်ခင်တုန်းကအတူတူလွတ်ခဲ့မှုတဲ့ပုံမှာရှစ်တာဆိုတဲ့စာလုံးလေးရေးသားထားတဲ့မိဘုံလေးတိုင်းဖြစ်ပါတယ်။မြစ်ရည်ပြင်ပေါ်မှာလွင်မျောနေတဲ့မိဘုံလေးတွေရဲ့လက်လက်လှုပ်ရှားနေတဲ့အလင်းတန်းတွေကိုကြည့်ရင်ကျမကရှက်ဆောင်ရဲ့ပခုံးကိုမိတွဲလိုက်ပါတယ်။ကျမကရှက်ဆောင်ကျေးဇူးတင်ပါတယ်။ကျမကိုဘာတွေတော့မှုများမရှိပဲချက်ချင်းလက်ထပ်ခဲ့ပေးလို့ကျေးဇူးတင်တယ်လို့ကျမကိုဒီလောက်အထိပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုဖန်တီးပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်သူကကျမရဲ့လက်ကိုတင်းကျပ်စွာဆွဲကင်ထားလိုက်ပြီးသူ့ရဲ့မျက်ဝန်းတွေဟာနူးညံ့ပြီးနှွေးထွေးမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ကိုကသာမင်းကိုကျေးဇူးတင်ရမှာပါကိုပေါ်မှာဘယ်တော့မှလက်မလျှော့ခဲ့ပဲယုံကြည်ပေးခဲ့လို့ကျေးဇူးတင်တယ်လို့ဒီနှစ်ပေါင်းများစွာကိုကိုရဲ့ဘေးနားမှာတင်အတူတူရှောက်လန်းပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဒီဘဝတက်တန်းမှာမင်းကိုတွေ့ရှိခဲ့ရတာဟာကိုရဲ့ဘဝမှာအကြီးမားဆုံးသောပျော်ရွှင်မှုပါပဲစီရှိလို့ဆိုပါတော့တယ်။